Hello မင်္ဂလာပါ Gorkas ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဖတ်ပြမှာ Yuval Noah Harari ရဲ့ Nexus ကိုဆရာညီနောင်ဟန်ပါဘာသာပြန်ထားတာပါကြောက်ခေတ်မှာဉာဏ်ရည်တုနည်းပညာခေတ်အထိသတင်းကွန်ရက်များသမိုင်းအကျဉ်းအခန်းက3ခန်းပါပါတယ်အခန်း1မှာအခန်းငယ်5ခန်းအခန်း2မှာ3ခန်းအခန်း3မှာ3ခန်းပြီးတော့ဏီကုန်းနဲ့ notes လေးပါတယ်ခေါင်းစဉ်တစ်ခုချင်းစီခွဲပြီးတော့ဖတ်ပြပေးပါမယ်Yuval Noah Harari ကတော့သိတဲ့အတိုင်းပဲဂျူးလူမျိုးသမိုင်းပညာရှင်စာရေးဆရာသူရေးတဲ့စာအုပ်တွေအကုန်လုံး bestseller ဖြစ်တဲ့ Homo Sapien Homo Durax 21ရာစုသင်ခန်းစာ21ရက်ပြီးတော့အခု၄အုံမြောက် Nexus ပေါ့နော်တကယ်တော့ Nexus ကသူက audio book အနေနဲ့ထွက်တာဒါကိုနောက်ပိုင်းမှစာအုပ်ပြန်ထုတ်တာပေါ့နော်နိဒံအသိဉာဏ်ရှိသောလူသား Homo Sapien ရဲ့လို့ကျွန်တော်တို့မျိုးစိတ်ကိုကျွန်တော်တို့အမိပေးခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီအမိနဲ့ဘလောက်ကိုက်ညီအောင်နေထိုင်ကြတယ်ဆိုတာတော့အငင်းပွားစရာပါပဲပြီးခဲ့တဲ့နှစ်ပေါင်းသသိန်းဆိုတဲ့ကာလအတွင်းကျွန်တော်တို့ Homo Sapien တွေအနေနဲ့အင်မတန်များပြားလာတဲ့တကူဆွမ်းအားတွေကိုစုဆောင်းနိုင်ခဲ့ကြတာတော့သိကြပါတယ်ကျွန်တော်တို့ရဲ့ရှာဖွေတွေ့ရှိမှုတွေဒီထွင်ဖန်တီးမှုတွေနဲ့အောင်မြင်မှုတွေကိုစည်ရင်းပြုစုလိုက်ရင်တော့စာအုပ်တွေအတွဲလိုက်ထွက်လာပါလိမ့်မယ်ဒါပေမဲ့တကူဆွမ်းအားဆိုတာဉာဏ်ပညာမဟုတ်ပါဘူးနှစ်ပေါင်းသသိန်းဆိုတဲ့ကာလအတွင်းရှာဖွေတွေ့ရှိမှုတွေဒီထွင်ဖန်တီးမှုတွေနဲ့အောင်မြင်မှုတွေရရှိခဲ့တဲ့နောက်လူသားတွေဟာဖြစ်တည်မှုဆိုင်ရာအကျက်တဲဆိုင်အောင်ကိုယ့်ဘာသာတွန်းပို့ခဲ့ပါတော့တယ်အခုအခါကျွန်တော်တို့ဟာမိမိတို့ရဲ့တကူဆွမ်းအားတွေကိုအလွဲသုံးစားလုပ်မှုကြောင့်ပေါ်ပေါက်လာတဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာဂေဟစနစ်ပြတ်သုံးမှုစီရောက်လူနီးနီးနဲ့ရင်ဆိုင်နေရပါပြီ။နောက်ပြီးကျွန်တော်တို့ရဲ့ထိန်းချုပ်မှုအောက်ကနေရုံထွက်နိုင်စွမ်းရှိပြီးကျွန်တော်တို့လူသားတွေကိုပြန်လည်ကျွံပြုနိုင်ဒါမှမဟုတ်မျိုးတုံးစေနိုင်စွမ်းရှိတဲ့ဉာဏ်ရည်တုလိုနည်းပညာအသစ်ဆန်းတွေကိုဖန်တီးရင်းအလုပ်များနေကြပါတယ်။ဒါပေမဲ့မိမိတို့ရဲ့ဖြစ်တည်မှုဆိုင်ရာစိန်ခေါ်မှုတွေကိုဖြေရှင်းဖို့ကျွန်တော်တို့လူသားတွေညီညွတ်ရမယ့်အစားနိုင်ငံတကာဆက်ဆံရေးတင်းမာမှုတွေမြင့်တက်လာနေပါတယ်။ဒီကမ္ဘာလုံးဖျက်ချထားတဲ့ corporation တွေဟာလည်းဆက်ဆံရခက်ခဲလာနေပါတယ်။နိုင်ငံတွေအနေနဲ့လည်းကမ္ဘာဖြတ်လက်နက်တွေစုဆောင်းနေကြပြီးနောက်ထပ်ကမ္ဘာစစ်တရဲ့ဖြစ်ပွားဖို့ဆိုတာမဖြစ်နိုင်တဲ့အနေအထားတော့မဟုတ်တော့ပါဘူး။တကယ်လို့များကျွန်တော်တို့ CBN တွေဟာအင်မတန်အသိဉာဏ်မြင့်မားကြတယ်ဆိုရင်ဘာလို့များကိုပျက်စီးခြင်းစိုက်အောင်ဆောင်ရွက်နေကြတာပါလဲ။အတွင်းကြကြပြောရရင် DNA molecule တွေကနေကမ္ဘာမြေနဲ့အဝေးကြီးက galaxy ကျေတာယာစုကြီးတွေအထိသတင်းချက်လက်တွေအားလုံးလေးလာစုဆောင်းနိုင်ခဲ့တာတော့ကျွန်တော်တို့ဘယ်သူတွေလဲဘလို့ရည်ရွယ်ချက်နဲ့ရှင်သန်ကြမလဲကောင်းမွန်တဲ့ဘဝဆိုတာဘာလဲဘလို့အသက်ရှင်နေထိုင်တဲ့လဲစတဲ့ဘဝအကြောင်းမေးခွန်းကြီးတွေကိုအဲ့ဒီသတင်းချက်လက်တွေကအဖြေပေးနိုင်ပုံမရပါဘူးအလိုရှိတိုင်းအသုံးချနိုင်လောက်အောင်အင်မတန်များပြားလာတဲ့သတင်းချက်လက်တွေရရှိနေပေမဲ့ကျွန်တော်တို့ဟာဘိုးဘေးလူသားတွေနည်းတူစိတ်ကူးရင်တွေထင်ယောင်ထင်မှားဖြစ်မှုတွေအပေါ်အယုံလွယ်နေကြတော့မှာပဲနာဇီဝါဒနဲ့စတာလင်ဝါဒတို့ဟာဆိုရင်ခေတ်သစ်လူအဖွဲ့အစည်းတွေကိုတော့ရံဖန်ရံခါလွှမ်းမိုးသွားနိုင်ခဲ့တဲ့လူလူတရက်လုံးယူသွမိုက်မဲခြင်းလောလောလတ်လတ်ဥပမာ2ရက်ပဲဖြစ်ပါလိမ့်မယ်။ကြောက်ခေတ်ကာလထက်ဒီနေ့ခေတ်လူသားတွေမှာပုံမများပြားတဲ့သတင်းအချက်လက်တွေတကူစွမ်းအားတွေပိုင်ဆိုင်ထားရတယ်ဆိုတာဘယ်သူမှအငြင်းမပွားကြပါဘူး။ကျွန်တော်တို့ကိုအကြောင်းကိုနားလဲသဘောပေါက်ပြီးစကြဝဠာကမ္ဘာလောကတွေကမိမိတို့ရဲ့အခန်းကဏ္ဍကိုပုံမသိမြင်လာကြတယ်ဆိုတာနဲ့ပတ်သက်လို့တော့မရေရာမသေးကြရှိလာပါတယ်။ကျွန်တော်တို့ဟာသတင်းအချက်လက်နဲ့တကူစွမ်းအားတွေရယူခြင်းမှာအင်မတန်ချင်လေကြပေမဲ့ဉာဏ်ပညာအမျှော်အမြင်ကိုပိုင်ဆိုင်ခြင်းမှာတော့ဘာလို့များထင်သလောက်မပေါက်ဖြစ်နေကြတာပါလဲကျွန်တော်တို့လူသားတွေရဲ့ပင်ကိုဗီဇအရဆိုးရွားလာတဲ့အပြစ်အနာအဆာတချို့ကြောင့်ကိုဘလို့ကင်တွေရမှန်းမသိတဲ့တကူဆွမ်းအားတွေကိုရှာဖွေဖို့သွေးဆောင်တယ်လို့တမိုင်းတစ်လျှောက်ရိုးရာဓလေ့ယုံကြည်မှုတွေကဆိုပါတယ်ဂရိဒန်နာကြီးအရာဖေသွန်ဆိုတဲ့လူငယ်ဟာနေနက်ဖျားဟီလီယိုစ်ရဲ့သားတော်ဖြစ်တယ်လို့သိရှိသွားတဲ့နက်ဖျားကနေမွေးဖွားလာသူဖြစ်ကြောင်းသက်သေပြလိုတာကြောင့်နေရထားလုံးကြီးကိုမောင်းနှင်ခွင့်ပေးဖို့တောင်းဆိုခဲ့တယ်ဖခင်ဖြစ်သူနေနက်ဖျားဟီလီယိုစ်ကနေရထားလုံးကိုဆွဲတဲ့ကောင်းကင်ကနတ်မြင်းပြန်တွေကိုဘယ်လူသားမှထိန်းချောင်းမောင်းနေနိုင်စွာမရှိဘူးရဲ့လို့ဖေသွန်ကိုသတိပေးခဲ့တယ်။ဒါပေမဲ့ဖေသွန်ကအချင်းချင်းနဘူးနဆာလောက်တာနဲ့နေနက်ဖျားလဲလိုက်လျောခဲ့ရတယ်။မနက်ခင်းမှာနေရထားလုံးကြီးကိုဂုံယူဝင့်ကြွားစွာမောင်းနှင်လာခဲ့ပေမဲ့နောက်ပိုင်းမှာဖေသွန်တယောက်ရထားလုံးကိုမထိန်းချုပ်နိုင်ဖြစ်လာခဲ့တယ်။အဲဒီနောက်နေလုံးကြီးလဲလမ်းလျှော်သွားခဲ့ပြီး
တစ်ပင်ပန်းပန်းတွေမီးလောင်ကျွမ်းတတ္တဝါတွေတေချေနဲ့ကဘာမြေတောင်မီးလောင်တိုက်သွင်းခံရတော့မလို့ဖြစ်သွားခဲ့တယ်။အဲ့ဒါနဲ့နတ်ဖျားဇူးကိုယ်တိုင်ဝင်ရောက်ပြီးဖေသွန်ကိုမိုးချိုးလက်နက်နဲ့ပစ်ခွင်းယူခဲ့ရတယ်။မိမိကိုစိတ်ကြီးဝင်ခဲ့သူလူသားခမရတော့ကိုယ်တိုင်မီးလောင်ကျွမ်းပြီးကျဲကျွေးသလိုကောင်းကင်ကနေလွင့်ဆင်သွားခဲ့ရတယ်။နေရထလုံးကိုလည်းနတ်ဖျားတွေကပြန်လဲတက်မှတ်ပြီးကဘာလောကကြီးကိုကယ်တင်ခဲ့ရတယ်လို့ဆိုတယ်။နှစ်ပေါင်း2000ကြာပြီးတဲ့နောက်စက်မှုတော်လှန်ရေးပေါ်ထွန်းခဲ့ပြီးပထမဆုံးရှေ့လန်းတွေအဖြစ်များပြားလာတဲ့လုပ်ငန်းဆောင်တာတွေမှာလူသားတွေနေရာကိုစိတ်ရန်တရားတွေနဲ့အစားထိုးလိုက်တဲ့အခါမော်ဆေယာရဲ့အလုတ်တင်ဆိုတဲ့ခေါင်းစဉ်နဲ့ပညာပေးကဗျာတစ်ပုဒ်ဂျိုဟန်ဟူဖန်ဘွန်ဂိုတာကရေးဆက်ခဲ့ပါတယ်။နောက်ပိုင်းဝေါ့ဒစ္စနေကမီကီမောက်ဇက်ကောင်နဲ့တင်ဆက်ခဲ့ပြီးနာမည်ကျော်ခဲ့တဲ့ဂိုတာရဲ့ကဗျာမှာမော်ဆေယာကြီးခီးထွက်နေတော့သူ့ရဲ့အလုတ်ယုံမှာအလုတ်တင်လူငယ်ကိုကြီးကြပ်ဖို့တာဝန်ပေးပြီးသူပြန်မလာခင်မြစ်ထဲကနေရေခတ်ထားဖို့လှုပ်เสียရှိတာလှုပ်ထားဖို့ညွှန်ကြားခဲ့တယ်။အလုတ်တင်လူငယ်ကသူ့ဘဝအတွက်ပုံမလွယ်ကူအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီးမော်ဆေယာကြီးရဲ့ဂမီယာမန်တန်နဲ့တပြက်စီကိုသူ့ကိုယ်စားရေသွားခတ်ဖို့မန်းမှုတ်လိုက်တယ်။ဒါပေမဲ့အလုတ်ယုံကိုရေလွှမ်းတဲ့အထိရေခတ်နေတဲ့တပြက်စီကိုရပ်ပါတော့လို့ဘလို့အမိန့်ပေးရမလဲဆိုတာအဲ့ဒီလူငယ်မသိခဲ့ဘူး။အဲ့ဒီနောက်ထိတ်လန့်တကြားဖြစ်ပြီးမော်ဝင်တန်တပြက်စီကိုပစိန်နဲ့နှစ်ပိုင်းပန်းလိုက်ရင်ဘယ်အစိတ်ပိုင်းကတပြက်စီပြန်ဖြစ်သွားမလဲစမ်းကြည့်လိုက်တယ်။အဲ့ဒီခါမှာမော်ဝင်နေတဲ့တပြက်စီနှစ်ချောင်းဖြစ်သွားခဲ့ပြီးရေတွေဆက်ခတ်ရင်အလုတ်ယုံလဲရေမြုပ်သွားပါလေရော။မော်ဆရာကြီးပြန်ရောက်လာတော့ကျွန်တော်ဆင့်ခေါ်လိုက်တဲ့ဝိညာဉ်တွေကိုပြန်ထုတ်လို့မတက်တော့ပါဘူးဆိုပြီးကဲတင်ဖို့တောင်းပန်တယ်။မော်ဆရာကြီးကလည်းမော်ဝင်မန္တန်တွေကိုပြက်ပြဲစေပြီးရေကြီးနေတာကိုရပ်တန့်ပေးလိုက်တယ်။အလုတ်တင်လူငယ်အဖို့လူသားတွေအဖို့သင်ခန်းစာကတော့ရှင်းပါတယ်။ကိုထိန်းချုပ်နိုင်စွမ်းမရှိတဲ့တကူဆွမ်းအားတွေကိုဘယ်တော့မှမဆင့်ခေါ်နဲ့ဆိုတာပါပဲ။အလုတ်တင်လူငယ်တို့ဖေသွန်တို့အကြောင်းကိုပညာပေးတဏှာကြီးတွေဟာ21ရာစုခေတ်မှာကျွန်တော်တို့ကိုဘာတွေပြောပြနေပါသလဲကျွန်တော်တို့လူသားတွေကတော့အဲ့ဒီတတိပေးချက်တွေကိုနာခံဖို့တိတာထင်ရှားစွာပဲညှင်းဆန်လို့နေပါတယ်ကျွန်တော်တို့ဟာကဘာမြေရဲ့ယာတိဥတုကိုရိမ့်ရိုင်သွားစေခဲ့သလိုကျွန်တော်တို့ရဲ့ထိန်းချုပ်မှုအောက်ကနေယုံထွက်သွားနိုင်ပြီးမျောလင့်မထားတဲ့အကျိုးဆက်တွေတပုံတပင်ဆောင်ကျင်းလာနိုင်တဲ့မော်ဝင်တပြက်စီးတွေ drone တွေအလိုလျောက်ဖြည့်ကြားဆက်တွေနဲ့တခြား algorithm ဝိညာဉ်တွေကိုဘီလီယံနဲ့ရှီဆင့်ခေါ်ခဲ့ကြပါတယ်အဲ့ဒီတော့ကျွန်တော်တို့ဘာလုပ်ကြမလဲဒီတဏှာတွေမှာလည်းနတ်ဖျားတို့မော်ဆရာတို့ကနေကျွန်တော်တို့ကိုကဲတင်မလားစောင့်မျှော်ခိုင်းထားတာကလွဲပြီးအဖြေရလို့ပေးမထားပါဘူးဒါကလည်းအင်မတန်အန်ဒီယံများလာတဲ့အချက်ဆိုတာပြောစရာမလိုအောင်ထင်ရှားလာပါတယ်ဒါဟာလူသားတွေကိုကိုယ့်ရဲ့တာဝန်ဝတ္တရားအပေါ်ဥပက္ခပြုစေပြီးအဲ့ဒီအစားနတ်ဖျားတွေမော်ဆရာတွေအပေါ်ယုံကြည်ကိုးစားဖို့အားပေးအားမြောက်ပြုနေပါတယ်အဲ့ဒီတက်ပို့ဆိုတာကယထာလုံးတွေတပြက်စီးတွေနဲ့အယ်ဂိုရီသမ်တွေနိတူနတ်ဖျားတွေမော်ဆရာတွေဆိုတာဟာလည်းလူသားတွေစိတ်ကူးဖန်တီးထားတာပဲဆိုတာကိုအတိအမှတ်မပြုသလိုဖြစ်နေပြန်တယ်။မရည်ရွယ်တဲ့အကျိုးဆက်တွေရှိတဲ့တကူစွမ်းအားကြီးမားတဲ့အရာတွေကိုဖန်တီးလိုခြင်းသဘောဟာရေနွေးငွေအင်ဂျင်ဆက်တွေဉာဏ်ရည်တုနည်းပညာတွေတီထွင်ခြင်းမှတင်အစပြုတာမဟုတ်ပဲဘာသာတရားတွေဖန်တီးခြင်းမှလည်းအလားတူပါပဲ။ Prophet တွေဘာသာရေးဆရာတွေဟာပျော်ရွှင်ချမ်းမြေ့မှုတွေမေတ္တာတရားတွေကိုဆောင်ကျဉ်လာစေဖို့အစွမ်းထက်လာတဲ့ဝိညာဉ်တွေကိုဆင့်ခေါ်ခဲ့ပေမဲ့အခါအားလော်စွာပဲကဘာမြေကိုသွေးချောင်းစီးသွားစေခြင်းနဲ့ဏီကုန်းချုပ်သွားလိမ့်ရှိတတ်ပါတယ်။လူသားတွေဘလို့တကူဆွမ်းအားကြီးမားလာခဲ့တဲ့ဆိုတာအဓိပ္ပာယ်ကောက်လွဲမှားနေတာကြောင့်ဖေသွန်တနာကြီးနဲ့ဂိုတာရဲ့ကြပြတို့ဟာအသုံးဝင်မဲ့အကြံဉာဏ်တွေပေးစွမ်းနိုင်ခြင်းမရှိခဲ့ပါဘူး။အဲဒီတနာကြီးနှစ်ပုတ်စလုံးမှာတဦးတည်းသောလူသားအနေနဲ့များပြားလာတဲ့တကူဆွမ်းအားတွေရယူပိုင်ဆိုင်ခဲ့ပြီးမာနနဲ့လောဘတွေကြောင့်ဖောက်ပြန်သွားခဲ့တယ်ဆိုပါတယ်။အပြစ်အနာအစာမကင်းတဲ့တဦးချင်းစိတ်သဘောထားကပဲပိုင်ဆိုင်ထားတဲ့တကူဆွမ်းအားတွေကိုအလွဲသုံးစားလုပ်စီခဲ့တယ်လို့ကောက်ချက်ဆွဲထားပါတယ်။အဲဒီလိုအကြံသဘောသုံးသက်ချက်မှာလွဲချော်နေတာကလူသားတို့ရဲ့တကူဆွမ်းအားတွေဆိုတာတဦးချင်းတယောက်ချင်းရဲ့ပင်ကိုအစွမ်းစားနေပေါ်ထွက်လာတဲ့ရလက်ဘယ်တော့မှမဟုတ်ခဲ့ဘူးဆိုတာပါပဲလူသားတို့ရဲ့တကူဆွမ်းအားဆိုတာလူသားတွေအရေးအတွက်အများအပြားစုပေါင်းဆောင်ရွက်ခြင်းကနေပဲအမြဲတမ်းဆင်းသက်လာလေးရှိပါတယ်အဲဒါကြောင့်လူသားတွေရဲ့တကူဆွမ်းအားကိုအလွဲသုံးစားလုပ်တာဟာတဦးချင်းစိတ်သဘောကြောင့်မဟုတ်ပါဘူးအဆုံးမှာတော့လောဘမာနရက်စက်မှုတွေနဲ့အတူချစ်ရှင်းမေတ္တာရွကြိုးနှိမ့်ချခြင်းနဲ့ပျော်ရွှင်ချမ်းမြေ့ခြင်းတွေကိုလူသားတွေတက်ဆွမ်းနိုင်ကြတာပါပဲမှန်ပါတယ်အဆိုးရွားဆုံးလူသားမျိုးစိတ်ဝင်တွေကြားလောဘနဲ့ရက်စက်မှုတွေကဝါမြုပ်ပြီးဆိုးရုပ်သူတွေအာဏာအလွဲသုံးစားလုပ်နိုင်မဲ့အဖြစ်မျိုးဥတည်စေခဲ့တာအမှန်ပါပဲဒါပေမဲ့လူအဖွဲ့အစည်းတွေအနေနဲ့အဆိုးရွားဆုံးသူတွေကိုဘာလို့များအာဏာအနှင်းမှုယုံကြည်ရွေးချယ်ခဲ့ကြတာပါလဲဥပမာ1933ခုနှစ်တုန်းကဂျာမန်လူမျိုးအများစုဟာသွေးစာနေတဲ့စိတ်ပေါက်ပြန်နေသူတွေမဟုတ်ကြပါဘူးအဲ့ဒါဆိုဘာလို့များဟစ်တလာကိုမဲဆန္ဒပေးခဲ့ကြတာပါလဲကိုမထိန်ချုပ်နိုင်တဲ့တကူဆွမ်းအားတွေကိုစင့်ခေါ်လိုတဲ့သဘောဟာတဦးချင်းစိတ်သဘောကနေဆင်းသက်လာတာမဟုတ်ပဲလူသားမျိုးစိတ်ရဲ့တမှုထူးခြားတဲ့အရေးအတွက်အများအပြားနဲ့စုပေါင်းဆောင်ရွက်ပုံကနေဆင်းသက်လာတာဖြစ်ပါတယ်။တ
ဒီစာအုပ်ရဲ့အဓိကဆိုလိုရင်းကတော့ခန္ဓာလာတဲ့စုပေါင်းဆောင်ရွက်မှုကွန်ရက်တွေကိုတိဆောက်ပြီးများပြားလာတဲ့တကူစွမ်းအားတွေကိုလူသားမျိုးနွယ်တို့ပိုင်ဆိုင်ခဲ့ကြပေမဲ့အဲ့ဒီကွန်ရက်တွေတိဆောက်ထားပုံကပဲရရှိလာတဲ့တကူစွမ်းအားတွေကိုမိုက်မဲစွာအလွဲသုံးစားလုပ်မိစေဖို့အကြောင်းဖန်လာခဲ့တယ်လို့ပါပဲအဲ့ဒါကြောင့်ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ပြဿနာဟာစုပေါင်းဆောင်ရွက်မှုကွန်ရက်ပြဿနာဖြစ်လို့နေပါတယ်အဲ့ဒီထက်ပိုပြီးတိတိကျကျဆိုရရင်ဒါဟာသတင်းအချက်လက်ဆိုင်ရာပြဿနာတရက်လည်းဖြစ်ပြန်တယ်သတင်းအချက်လက်ဆိုတာအဲ့ဒီကွန်ရက်ကိုအတူတကွပေါင်းစည်းပေးထားတဲ့ကော်လိုမျိုးပဲလေပြီးခဲ့တဲ့နှစ်ပေါင်းတောင်းကနမှာနတ်ဖျားတွေမော်ဝင်တပြက်စီတွေဉာဏ်ရည်တုနည်းပညာတွေတခြားခမ်းနားလာတဲ့အရာတွေနဲ့ပတ်သက်ပြီးဒဏ္ဍာရီဇလန်းတွေစိတ်ကူးရင်ဒဏ္ဍာရီတွေလူစုလူဝေးလိုက်ထင်ရောင်ထင်မှားဖြစ်မှုတွေကိုဖန်တီးရင်းခမ်းနားလုံးနဲ့ကွန်ရက်ကြီးတွေကိုလူသားတို့တိဆောက်ခဲ့ကြတယ်ထိမ့်သိမ်းခဲ့ကြတယ်လူတွေတဦးချင်းစီအနေနဲ့ကမ္ဘာလောကအကြောင်းမိမိကိုယ်ကိုအကြောင်းအမှန်တရားကိုသိရှိလိုတာထုံးစံဖြစ်ပေမဲ့ဒဏ္ဍာရီဇလန်းတွေစိတ်ကူးရင်ပုံမြင်တွေအပေါ်မိခိုပြီးခမ်းနားတဲ့ကွန်ရက်တွေနဲ့လူတွေကိုပေါင်းစည်းပေးထားသလိုလူအဖွဲ့အစည်းကိုတည်ငြိမ်အောင်ထိမ့်သိမ်းထားခဲ့ပါတယ်။ဥပမာနာဇီဝါဒနဲ့စတာလင်ဝါဒတွေဟာအဲ့ဒီလိုပေါ်ထွန်းလာခဲ့တယ်ဆိုရမှာပါပဲ။အဲ့ဒီဝါဒတွေဟာအင်မတန်ထူးခြားတဲ့ထင်အောင်ထင်မှားအတွေးခေါ်တွေနဲ့တိဆောက်ထားပြီးအစွမ်းထက်လာတဲ့ကွန်ရက်တွေဖြစ်ပါတယ်။ George Orwell ရဲ့နာမည်ကျော်မှတ်ချက်အတိုင်းမသိမှုသည်အင်အားလို့ဆိုရမှာပါပဲ။နာဇီဝါဒနဲ့စတာလင်ဝါဒတွေကိုရက်ဆက်လာတဲ့စိတ်ကူးရင်ဇလန်းတွေအဆက်သိက္ခာကင်းမဲ့လာတဲ့အလိမ်ညာတွေပေါ်မှာတိဆောက်ထားတယ်ဆိုတဲ့အချက်ကြောင့်တမိုင်းမှာပြိုင်ဆန်ရှားရခြင်းမဟုတ်သလိုတနေ့ပြိုလဲဖို့ကြိုတင်ပြဋ္ဌာန်းထားသလိုဖြစ်နေတယ်ဆိုတာလည်းမဟုတ်ပါဘူး။နာဇီဝါဒနဲ့စတာလင်ဝါဒတို့ဟာလူသားတွေဖန်တီးခဲ့တဲ့အခိုင်အမာဆုံးကွန်ရက်တွေထဲကနှစ်ခုဖြစ်ပါတယ်။1941ခုနှစ်နောက်ပိုင်းနဲ့1942ခုနှစ်အစောပိုင်းတို့မှာဝင်ရိုးတိုင်းအင်အားစုတွေဟာဒုတိယကမ္ဘာစစ်ကိုအနိုင်ရရှိဖို့လက်တကမ်းအကွာရောက်ရှိခဲ့ပါတယ်။နောက်ဆုံးမှာတော့စတာလင်ဟာအဲဒီစစ်ပွဲရဲ့အောင်နိုင်သူဖြစ်လာခဲ့ပြီး1950ပြည့်နှစ်တွေနဲ့1960ပြည့်နှစ်တွေအတွင်းသူနဲ့သူ့နေရာကိုဆက်ခံသူတွေကလည်းစစ်အေးတိုက်ပွဲကိုအနိုင်ရဖို့အခွင့်အလမ်းကောင်းတွေပိုင်ဆိုင်ခဲ့ကြပါတယ်။1990ပြည့်နှစ်တွေမှာ Liberal Democracy ဝါဒီတွေဟာအသာစီးရသွားခဲ့ပေမဲ့ဒါဟာယာယီအောင်ပွဲတစ်ခုလိုဖြစ်နေခဲ့ပါတယ်။21ရာစုမှာတော့အကျွမ်းမဲ့အာဏာရှင်စနစ်တွေပေါ်ထွန်းလာပြီးဟစ်တလာတို့စတာလင်တို့မအောင်မြင်ခဲ့တဲ့အဆင့်မြင့်ကွန်ရက်တွေကိုဖန်တီးရင်းစနစ်ရဲ့အလိမ်အညာတွေစိတ်ကူးရင်အတွေးအမြင်တွေကိုအနာဂတ်မျိုးဆက်တွေဖော်ကောင်းမလုပ်နိုင်အောင်ကာကွယ်ကောင်းကာကွယ်နိုင်ကြပါလိမ့်မယ်။ထင်အောင်ထင်မှားအတွေးအမြင်တွေနဲ့တိဆောက်ထားတဲ့ကွန်ရက်တွေတစ်နေ့ကြာဆုံးရမယ်လို့ကျွန်တော်တို့အမှတ်ယူမထားသင့်ပါဘူး။အဲဒီစနစ်တွေအောင်မြင်မှုမရရှိစေဖို့ကာကွယ်ရမယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်အာသွန်ခွန်ဆိုင်ကြိုးပမ်းဖို့ပဲရှိပါတယ်။သတင်းအချက်လက်အားရိုးအားစွာရှုမြင်ခြင်းထင်အောင်ထင်မှားဖြစ်ဖြစ်မဖြစ်ဖြစ်ခမ်းနားလာတဲ့သတင်းကွန်ရက်တွေဘလို့လဲပတ်တယ်ဆိုတာနားလည်မှုလွဲပါခြင်းတွေကြဲကြဲပြန့်ပြန့်ရှိနေတာတောင်စိတ်ကူးရင်တိဆောက်ထားတဲ့ကွန်ရက်တွေရဲ့စွမ်းပကားကိုအတိအမှတ်ပြုမိဖို့ခဲရင်တတ်ပါတယ်။အဲဒီလိုနားလည်မှုလွဲမှားတာကိုကျွန်တော်ကတော့သတင်းအချက်လက်ပေါ်ရိုးအားစွာရှုမြင်ခြင်းရဲ့လို့အတူဆုံးခေါ်ကြပါတယ်။ဖေသွန်ဇလန်းနဲ့မော်ဆရာရဲ့အလုတ်တင်ကြပြလိုဒဏ္ဍာရီတွေဟာလူတဦးချင်းစီရဲ့စိတ်သဘောကိုလွန်လွန်ကဲကဲအစိုးမြင်တဲ့ရှုထောင့်ကနေကိုစားပြုပေမဲ့သတင်းအချက်လက်ပေါ်ရိုးအားစွာရှုမြင်ပုံကပဲခန္ဓာလာတဲ့လူသားကွန်ရက်တွေပေါ်အလွန်အကျူးအကောင်းမြင်စေတဲ့အမြင်ကိုဖြန့်ဝေမိတတ်ပါတယ်။တဦးချင်းစီတက်ဆွမ်းနိုင်တာထက်ပိုမိုတဲ့သတင်းအချက်လက်တွေစုဆောင်းကင်တွယ်နိုင်တာကြောင့်ခန္ဓာတဲ့ကွန်ရက်တွေဟာစေပညာ၊ယူပဗေဒ၊စီးပွားရေးနဲ့တခြားမရေတွက်နိုင်တဲ့ပညာရဲ့နယ်ပယ်တွေမှာပိုမိုနားလည်စေတဲ့အတွက်အဲ့ဒီကွန်ရက်တွေအနေနဲ့တကူဆွမ်းအားကြီးမားရုံတွေမကဉာဏ်အမျှော်အမြင်နဲ့လည်းပြည့်စုံစေတယ်လို့ရိုးအားစွာရှုမြင်ပုံကဆိုပါတယ်။ဥပမာယောဂဖြစ်ပွားစေတဲ့အရာတွေအကြောင်းသတင်းအချက်လက်တွေစုဆောင်းပြီးစေဝါကုမ္ပဏီတွေနဲ့ကျန်းမာရေးဝန်ဆောင်မှုဌာနတွေကနေယောဂဖြစ်ပွားရခြင်းအကြောင်းအရင်းမှန်တွေကိုဆုံးဖြတ်နိုင်ကြတာကြောင့်ပိုမိုအစွမ်းထက်တဲ့စေဝါတွေဖော်ဆက်နိုင်တယ်လို့ဘလို့ကုသရမယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေလည်းပိုပြီးအမျှော်အမြင်ရှိရှိရှာမှတ်နိုင်တယ်လေ။အဲ့ဒီအမြင်ကလုံလောက်တဲ့သတင်းအချက်လက်ပမာဏဟာအမှန်တရားစီဥတည်စေပြီးအမှန်တရားကနေတကူဆွမ်းအားနဲ့ဉာဏ်ပညာနှမျိုးလုံးစီဥတည်စေတယ်လို့အမှတ်ယူခြင်းဟန်တူပါတယ်။အဲ့ဒါနဲ့ဆန့်ကျင်စွာပဲမသိနားမလည်ခြင်းကတော့ဘယ်ကူမှခီးရောက်စီမယ်မဟုတ်ပါဘူးလို့ပါထင်အောင်ထမှားဖြစ်တယ်ဒါမှမဟုတ်တမင်လိန်လေလှည့်ပြားလိုတဲ့ကွန်ရက်တွေဟာသမိုင်းဝင်အကျက်တဲကာလတွေအတွင်းရန်ဖန်ရန်ခါပေါ်ထွက်လာတတ်ပေမဲ့ရေရှည်မှာတော့ပုံမရှင်းလင်းပြတ်သားပြီးရိုးသားတဲ့ပြိုင်ဘက်တွေကိုမလွဲမသွေအရှုံးပေးရမယ်လို့ဆိုလိုပါတယ်ယောဂဖြစ်ပွားစေတဲ့အချက်တွေကိုလစ်လျူရှုတဲ့ကျန်းမာရေးဝန်ဆောင်ဌာနတွေဒါမှမဟုတ်မမကန်တဲ့သတင်းအချက်လက်တွေကိုတမင်တကာဖြန့်ဝေတဲ့စေဝါကုမ္ပဏီကြီးတွေဟာတဆုံးတစ်နေ့မှာသတင်းအချက်လက်ကိုပို့ပြီးအမျှော်အမြင်ရှိရှိအသုံးပြုတဲ့ပြိုင်ဘက်တွေစီဒူးထောက်ရမယ်ဆိုတဲ့သဘောပါအဲ့ဒါကြောင့်အဲ့ဒီလိုရိုးအားစွာရှုမြင်ပုံရ
ထင်အောင်ထင်မှားဖြစ်တဲ့ကွန်ရက်တွေဟာဖောက်ပြန်မှုပဲဖြစ်ပြီးခမ်းနားတဲ့ကွန်ရက်တွေဟာအများအားဖြင့်အာဏာပါဝါကိုအမျှော်အမြင်ရှိကင်တွယ်ကြောင်းယုံကြည်စိတ်ချဖို့မှတ်ယူစေပါတယ်။သတင်းအချက်အလက်ကနေအမှန်တရားစီသွားရလမ်းတစ်လျှောက်မှာလွဲမှားသွားနိုင်တာတွေအများအပြားရှိကြောင်းရိုးအားစွာရှုမြင်ပုံကအသိမဲ့ပြုတယ်ဆိုတာကတော့ပြောစရာမလိုဘူးပေါ့။လောဘတို့အမုန်းတရားတို့ရဲ့စိတ်ဆော်မှုကြောင့်မလိုတမာစိတ်ထားသူတွေကနေအရေးပါတဲ့အချက်လက်တွေကိုဖုံးကွယ်ထားတာကျွန်တော်တို့အပေါ်လိမ်လည်လက်ပြလိုတာတွေလည်းရှိနိုင်တာပါပဲ။အကျိုးဆက်အနေနဲ့သတင်းချက်လက်တွေဟာတရံတစ်ခါအမှန်တရားထက်အမှားတွေစီဆောင်ကျဉ်သွားတတ်ပါတယ်။ဥပမာတစ်စိတ်တစ်ပိုင်းပဲရရှိတဲ့သတင်းချက်လက်တွေမှားယွင်းသုံးသပ်ထားမှုတွေဒါမှမဟုတ်တမင်တကာသတင်းအမှားဖြန့်ဝေမှုတွေကြောင့်ကျွမ်းကျင်သူတွေတောင်တချို့ယောဂတွေရဲ့ဖြစ်ပွားရခြင်းအကြောင်းရင်းမှန်ကိုလွဲမှားစွာဖော်ထုတ်မိနိုင်ပါတယ်။ဒါပေမဲ့သတင်းချက်လက်တွေစုဆောင်းကင်တွယ်ရာမှာကြုံတွေ့ရတဲ့ပြဿနာအများစုကိုဖြေရှင်းဖို့ဆိုတာနောက်ထပ်သတင်းချက်လက်တွေထပ်မံစုဆောင်းကင်တွယ်ဖို့ပဲလို့ယူရတဲ့အမြင်ကအမှတ်ယူပါတယ်။အမှားယွင်းကင်းစင်တယ်လို့ဘယ်တော့မှမရှိပေမဲ့ဖြစ်ရအများစုမှာတော့သတင်းချက်လက်တွေပုံမရရှိလေပုံမတိကျလေပဲလို့ဆိုပါတယ်။လူနာတယောက်တည်းကိုစစ်ဆေးပြီးကူးစက်ယောဂါဖြစ်ပွားရခြင်းအကြောင်းရင်းကိုရှာဖွေလိုတဲ့ဆရာဝန်တဦးဟာတန်းနဲ့ရှိတဲ့လူနာတွေစီကသတင်းချက်လက်တွေစုဆောင်းတဲ့ဆရာဝန်ထောင်ကနန်းလောက်တော့တိကျနိုင်ခြင်းမရှိပါဘူး။ဆေးပညာဆိုင်ရာသတင်းချက်လက်တွေကိုလူထုစီလွတ်လွတ်လပ်လပ်စီးဆင်းစေပြီးအမှန်တရားကိုပူးပေါင်းဖုံးကွယ်ဖို့ဆရာဝန်တွေကိုယ်တိုင်ကချန်စီခဲ့ရင်လည်းနောက်ဆုံးမှာတော့စူးစမ်းလေ့လာသူသတင်းတောက်တွေကအဲ့ဒီလိန်စင်ကြီးကိုဖော်ထုတ်လိုက်မှာပါပဲ။အဲ့ဒီရှုထောင့်အရာသတင်းကွန်ရက်ကြီးမားလေအမှန်တရားနဲ့နီးစပ်လေဖြစ်ရမယ်လို့ဆိုပါတယ်။တဘာဝအားဖြင့်တော့သတင်းချက်လက်တွေကိုတိကျစွာသုံးသပ်ပြီးအရေးပါတဲ့အမှန်တရားတွေကိုဖော်ထုတ်နိုင်ခဲ့ရင်တော့ရရှိလာတဲ့အချက်တွေကိုကျွန်တော်တို့အမျှော်အမြင်ရှိအသုံးချလိမ့်မယ်လို့တော့အာမမခံနိုင်ပါဘူး။ဉာဏ်ပညာဆိုတာကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်ရှင်းရလို့ရေဘူးရနားလည်ထားပေမဲ့ဘယ်အရာကမှန်ကန်တယ်ဆိုတာများပြားလာတဲ့လူတွေယဉ်ကျေးမှုတွေအတွေးအမြင်တွေအကြားကွဲပြားခြားနားတဲ့ပုဂ္ဂလအကဲဖြတ်မှုတွေပေါ်မူတည်ပါတယ်။ယောဂပိုးအသစ်ကိုရှာဖွေတွေ့ရှိတဲ့သိပ္ပံပညာရှင်တွေဟာအများပြည်သူအတွက်ကာကွယ်ဆေးတွေဖော်ဆက်ကောင်းဖော်ဆက်နိုင်ကြပါလိမ့်မယ်။ဒါပေမဲ့တကယ်လို့များသိပ္ပံပညာရှင်တွေဒါမှမဟုတ်သူတို့ရဲ့နိုင်ငံရေးခေါင်းဆောင်တွေကနေတချို့လူမျိုးတွေဟာယုံညံ့နေမျိုးတုံးပြောက်ကွယ်သွားတဲ့နယ်လို့ဝါဒဖြန့်ပြီးလူမျိုးရေးခွဲခြားတဲ့အတွေးအမြင်တွေကိုကင်ဆွဲထားခဲ့ရင်အဲ့ဒီစစ်ပညာအသည့်အမြင်ဟာတန်းနဲ့ရှိတဲ့လူတွေကိုတေချေစေမဲ့ဇီဝလက်နက်ဖြစ်သွားနိုင်ပါတယ်။ဒီနေရာမှာလဲသတင်းချက်လက်ပေါ်ရိုးအားတဲ့ရှုမြင်ပုံကနောက်ထပ်သတင်းချက်လက်တွေထပ်မံရှာဖွေပြီးတော့အ ਨੇ ဆုံးတစ်စိတ်တစ်ပိုင်းတက်တရစေမယ်လို့ယူဆအောင်ပါပဲ။ရိုးအားတဲ့ရှုမြင်ပုံကစန်တန်မိုးတွေကြားသဘောထားကွဲလွဲတာဟာစစ်စစ်ကြည့်ရင်သတင်းချက်လက်တွေမရရှိလို့ဒါမှမဟုတ်တမင်တကာသတင်းအမှားတွေရရှိခဲ့လို့ကြောင့်အခုလိုမှားယွင်းတာဖြစ်တယ်ဆိုပြီးယူဆပါလိမ့်မယ်။အဲ့ဒီအမြင်ကလူမျိုးရေးခွဲခြားသူတွေဟာဇီဝဗေဒနဲ့တမိုင်းကြောင်းအချက်လက်တွေကိုမသိနားမလည်တဲ့အတိတရားခေါင်းပါသူတွေဖြစ်တယ်လို့ပါပဲ။လူမျိုးဆိုတာကျိုးကြောင်းခိုင်လုံတဲ့ဇီဝဗေဒဆိုင်ရာအမျိုးအစားခွဲခြားမှုဖြစ်ပြီးတမင်လောက်ကြံဖန်တီးထားတဲ့ theory ရဲ့အုံနောက်စေးခြင်းခံရထားရတာလို့ထင်တာမျိုးလေ။အဲဒါကြောင့်လူမျိုးရေးခွဲခြားမှုကိုပြေလည်စေခြင်းလူတွေကိုဇီဝဗေဒဆိုင်ရာတမိုင်းဆိုင်ရာအချက်လက်မှန်တွေပေးအပ်လိုက်ပါအချိန်တိုင်းတာတစ်ခုယူရနိုင်ပေမဲ့သတင်းအချက်လက်တွေလွတ်လပ်စွာစီးဆင်းခွင့်ရတဲ့နေရာမှာအမှန်တရားဟာအနည်းနဲ့အမြန်အောင်ပွဲခံလိမ့်မယ်လို့ဆိုပါတယ်စာပိုက်အနေချင်းနဲ့ရှင်းပြထားတဲ့ဆိုင်တော့ယူရတဲ့အမြင်ကပုံမတိမ်မွေ့ပြီးစင်ကျင်တုံတရားရှိပုံပေါ်ပါတယ်ဒါပေမဲ့အဲ့ဒီအမြင်ရဲ့အဓိကအာဘော်ကသတင်းအချက်လက်တွေဟာအခြေခံအဖြစ်ကောင်းမွန်တဲ့အရာဖြစ်ပြီးများစုဆောင်းနိုင်လေတင့်တော်လေပဲသတင်းအချက်လက်တွေနဲ့အချိန်ကိုအလုံးလောက်ပေးရလိုက်တဲ့အခါဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သွားတဲ့ကူးစက်ရောဂါတွေကနေလူမျိုးရေးခွဲခြားတဲ့တစ်ဖက်သက်အမြင်တွေအထိကဏ္ဍအများအပြားနဲ့ပတ်သက်လို့အမှန်တရားကိုရှာဖွေနိုင်မယ်။အဲ့ဒီနည်းလမ်းနဲ့လူသားတွေရဲ့တကူစားအားတွေတင်မကဉာဏ်ပညာတွေပါတိုးပွားလာပြီးအာဏာပါဝါကိုပါကောင်းစွာအသုံးချနိုင်နိုင်မယ်လို့ဆိုပါတယ်။ရိုးရတဲ့အမြင်ဟာအစွမ်းထက်တဲ့သတင်းနည်းပညာတွေကိုဆက်လက်ရှာဖွေခြင်းပေါ်ထောက်ခံထားပြီးကွန်ပျူတာအင်တာနက်ခေတ်ရဲ့တရားဝင်အတွေးအမြင်တစ်ပိုင်းဖြစ်နေခဲ့ပါတယ်။ဘာလင်တိုင်းကြီးနဲ့ကွန်မြူနစ်တမ်မဏိကလန်ကာတို့ပြိုမကြခင်လာပေါင်းအနှဲငယ်အလို1989ခုနှစ်ဇွန်လမှာရော်နယ်ရေဂင်ကအကျွမ်းမဲ့အာဏာရှင်စနစ်ဆိုတဲ့ဂေါလိယလူသန်ကြီးဟာမိုက်ခရိုချစ်ဆိုတဲ့ဒါဝိရဲ့လက်ချက်နဲ့အလင်းအမြန်ပဲပြိုလဲသွားပါလိမ့်မယ်။ကမ္ဘာပြည်သူတွေပေါ်အကြောက်တရားနဲ့ချုပ်ကင်ထားသူအာဏာရှင်တွေဟာဆက်သွယ်ရေးနည်းပညာကြောင့်ကူကယ်ရမဲ့တဲ့ဘဝကိုတဖြည်းဖြည်းရောက်ရှိနေပါပြီ။သတင်းရက်လက်ဆိုတာခေတ်သစ်ကာလရဲ့အောက်ဆီဂျင်မှာပဲတန်ဆူးကြိုးတွေနဲ့ရစ်ပတ်ထားတဲ့တိုင်းတွေကိုဖောက်ထွင်းစိတ်ဝင်နေပါတယ်။နယ်စပ်တွေစီကလျှက်စစ်လွတ်ထားတဲ့ထောင်ချောက်တွေကိုဖျက်ဆီးတိုက်ခတ်နေပါတယ်။လျှက်စစ်ရောင်ကြည်တန်းလေးပြဟာတမ်မဏိကလန်ကာကို
ဇာပဝလာလွင့်စင်သွားစေပါလိမ့်မယ်လို့ကြေညာခဲ့ပါတယ်2009ခုနှစ်ဒီဇင်ဘာမှာဘာရက်အိုဘားမားတယောက်ရှန်ဟိုင်းကိုအလဲပတ်သွားရောက်ပြီးအိမ်ရှင်တရုတ်အာဏာပိုင်တွေကိုကျွန်တော်ကတော့နေပညာပေါ်အင်မတန်ယုံကြည်သူဖြစ်ပြီးသတင်းရက်လက်စီစဉ်မှုနဲ့ပတ်သက်လာရင်လည်းပွင့်လင်းမြင်သာမှုကိုအင်မတန်သဘောတွေ့သူပါသတင်းရက်လက်တွေလွတ်လွတ်လပ်လပ်စီစဉ်လေလူအဖွဲ့အစည်းကလည်းခိုင်မာလာလေလို့ယူဆပါတယ်လို့ရော်နယ်ရေဂင်ရဲ့မန်အပြည့်မျိုးနဲ့ပြောဆိုသွားခဲ့ပါတယ်စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ကော်ပိုရေးရှင်းကြီးတွေကလည်းသတင်းရက်လက်နည်းပညာနဲ့ပတ်သက်လို့အလားတူအားတက်တဲ့ဖွဲ့အမြင်နဲ့ညွှန်ဆိုတတ်ကြပါတယ်1858ခုနှစ်ထုတ် New Englander စာဆောင်ရဲ့ editor အာဘော်မှာကျေးနန်းတီထွင်မှုနဲ့ပတ်သက်ပြီးကမ္ဘာနိုင်ငံတို့အကြားအတွေ့အမြင်ဖလှယ်နိုင်ရန်နည်းပညာတရတီထွင်ခဲ့သည့်နောက်ညစ်ဟောင်းနေပြီဖြစ်သောအရှိအမြင့်မရှိသည့်အစွဲအလန်းများနှင့်ရန်လိုမှုများဆက်လက်တည်တံ့ခြင်းကမစွမ်းနိုင်တော့ပြီလို့ရေးသားထားပါတယ်ရာစုနှစ်နှစ်ခုနီးပါးနဲ့ကမ္ဘာစစ်နှစ်ပွဲကြော်ဖြတ်ပြီးတဲ့နောက် Mark Zuckerberg က Facebook ရဲ့ရည်ရွယ်ချက်ဟာအများပြည်သူအကြားနားလည်မှုတို့တိုးပွားလာစေရတွင်အထောက်အကူဖြစ်စေရန်နှင့်ကမ္ဘာလောကအားပုံမပွင့်လင်းမြင်သာရှိစေရန်လူသားချင်းမျှဝေမှုတို့အပေါ်ကူညီထောက်ပံ့ရန်ဖြစ်သည်လို့ဆိုပါတယ်။ထင်ရှားကျော်ကြားသူအနာဂတ်ပညာရှင်လည်းဖြစ်စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်သူ Ray Kurzweil ကသူရဲ့2024ခုနှစ်ထုတ် Singularity X နီးယားအလွန်ဉာဏ်ရည်မြင့်မားတဲ့ကွန်ပျူတာစက်ယန္တရားတွေသူ့ဘာသာအဆင့်မြင့်တင်ပြီးထိန်းချုပ်မရနိုင်တော့တဲ့နှုံထားနဲ့တဟုန်တိုးတိုးတက်လာတော့မဲ့အချိန်ကာလနီးကပ်လာပြီလို့ဆိုလိုတဲ့စာအုပ်မှာသတင်းနည်းပညာသမိုင်းကိုသုံးသပ်ထားပြီးဘဝရဲ့အခန်းကဏ္ဍတိုင်းလိုဟာအချိန်အဟုန်နဲ့တိုးတက်နေတဲ့နည်းပညာတွေကြောင့်တဖြည်းဖြည်းပုံမူကောင်းမွန်လာနေတယ်ဆိုတာအရှိတရားပဲလို့ကောက်ချက်ချထားပါတယ်လူသမိုင်းတစ်လျှောက်ပြန်လဲသုံးသပ်ရင်စာပုံနှိပ်စက်တီထွင်မှုလို့ဥပမာတွေပေးထားပြီးစာပေတက်မြောက်ခြင်းပညာရေးစီစဉ်ဥစ္စာတန်ရှင်းရေးကျန်းမာရေးဒီမိုကရေစီစနစ်ကူးပြောင်းခြင်းနဲ့အကြံဖတ်မှုတွေညှော့နှဲသွားခြင်းတို့လိုလူသားတွေရဲ့ကောင်းကျိုးချမ်းသာအတွက်တိုးတက်လာခြင်းဟာသတင်းနည်းပညာတိုးတက်ခြင်းကနေဆင်းသက်လာသလိုအပြန်အလှန်ဆွတ်နယ်မှုရှိကြောင်းထောက်ခံပြောဆိုထားပါတယ်။သတင်းချက်လက်ပေါ်ရိုးအားစွာရှုမြင်ပုံဟာ Google ရဲ့ရည်မှန်းချက်သဘောထားတွေကကမ္ဘာမြေရဲ့သတင်းချက်လက်တို့အားစူးစီးရန်နဲ့ကမ္ဘာတလွှားရရှိအသုံးပြုစေနိုင်ရန်ဆိုတဲ့အတိုင်းရိုးရှင်းစွာဖွင့်ဆိုနိုင်မယ်ထင်ပါတယ်။ကိုတာရဲ့ပညာပေးကဗျာနဲ့ပတ်သက်လို့ Google ရဲ့အဖြေကတော့ဆရာဖြစ်သူရဲ့လျှို့ဝှက်ချက်မန်တန်ကျမ်းစာကိုအလုတ်တင်တပည့်တစ်ယောက်ကခိုးယူပြီးဘေးတွေ့စေနိုင်ပေမဲ့ဒီကမ္ဘာလုံးကသတင်းချက်လက်တွေအားလုံးကိုအလုတ်တင်တွေအကုန်ရရှိအသုံးပြုစေလိုက်တဲ့အခါအသုံးဝင်တဲ့မှိုးဝင်တပြက်စီးတွေဖန်တီးနိုင်အောင်တွေမကအမျှော်အမြင်ရှိဘလို့ကင်တွယ်ရမယ်ဆိုတာကိုပါနားလည်သွားလိမ့်မယ်လို့ပဲဖြစ်ပါတယ်။ Google နဲ့ Gota ပုံမများပြားတဲ့သတင်းချက်လက်တွေကြောင့်လူသားတွေအဖို့ကမ္ဘာလောကကိုပုံမနားလည်စေခဲ့ပြီးသူတို့ရဲ့တကူဆောင်အားတွေကိုအမျှော်အမြင်ရှိအသုံးချနိုင်ခဲ့တဲ့ဖြစ်ရပ်တွေအများအပြားရှိခဲ့တယ်လို့ဆိုရမှာအမှန်ပါပဲ။ဥပမာကလေးငယ်တေဆုံးနှုန်းအလွန်မင်းချဆင်းသွားခြင်းအကြောင်းကိုပဲစဉ်းစားကြည့်ပါ။ John Gota ဟာမွေးချင်း9ယောက်အနက်အကြီးဆုံးသားဖြစ်ပါတယ်။ဒါပေမဲ့သူနဲ့ညီမဖြစ်သူ Cornelia တို့ပဲအသက်9နှစ်မြောက်မွေးနေ့ကိုဆင်နွှဲနိုင်ခဲ့ကြတာပါ။ယောဂဗျာတွေနှိပ်စက်လို့ညီငယ် Herman Jacob ကအသက်6နှစ်အရွယ်ညီမငယ် Katrina Elizabeth က4နှစ်အရွယ်ညီမငယ် Johanna Maria က2နှစ်အရွယ်ညီငယ် George Adolf က8လအရွယ်အမိဝမ်းတဲ့ကိုဝန်ဆောင်ဆဲနာမည်မမဲ့ရသေးသူပြင်စမမြောက်ညီငယ်တို့အသီးသီးဆုံးပါရှာခဲ့ရပါတယ်။အဲဒီတော့ Cornelia ဟာအသက်26နှစ်အရွယ်မှာယောဂဖိစီးလို့သေဆုံးခဲ့ရပြန်ပြီး Johann Wolfgang von Gotha ပဲမိသားစုထဲမှာတဦးတည်းသောအသက်ရှင်ကျန်ရသူဖြစ်သွားခဲ့ပါတယ်။ von Gotha ကိုယ်တိုင်သားသမီး9ဦးထွန်းကားခဲ့ပေမဲ့အကြီးဆုံးသား August တယောက်ကလွဲလို့ကျန်တဲ့သူတွေအားလုံးမွေးပြီးသတင်း2ပတ်အတွင်းဆုံးပါခဲ့ကြပါတယ်။ဖြစ်နိုင်ခြေအကုန်လုံးတွေကသေဆုံးရခြင်းအကြောင်းရင်းကတော့ Gotha နဲ့ဇနီးသည် Christian တို့သွေးအုပ်စုချင်းတဟဇာတာမဖြစ်ခဲ့တာကြောင့်ပါပထမဦးဆုံးအချိန်အောင်မြင်မြင်ကိုဝန်ဆောင်နိုင်ခဲ့တာကနေမိခင်ဖြစ်သူစီမှာဒရေသားရဲ့သွေးကိုတိုက်ခိုက်တဲ့ပဏိပစ္စည်းထုတ်လုပ်ပေးခဲ့ပါတယ်။ရီဆက်ယောဂလို့ခေါ်တဲ့အဲ့ဒီအဖြစ်မျိုးကိုကလေးငယ်သေဆုံးတော့200%ထက်ရော့နေအောင်ရှော့ချနိုင်ခဲ့တဲ့ဒီနေ့ခေတ်မှာထိထိရောက်ကုသနိုင်ပြီဖြစ်ပေမဲ့ကလေးငယ်သေဆုံးတော့50%ရှိခဲ့တဲ့1990ပြည့်နှစ်တွေမှာတော့Gothaရဲ့သားသမီး4ယောက်စလုံးသေမိတ်ရှာမှတ်ခံခဲ့ရတယ်လို့ပါပဲ18ရာစုနောက်ပိုင်းလူကုန်တန်းဂျာမန်မိသားစုဖြစ်တဲ့Gothaတို့မိသားစုမှာကလေးငယ်အသက်ရှင်နှုန်းက25%အထိဆိုးဆိုးဝါးဝါးကျဆင်းခဲ့ရပါတယ်ကလေးငယ်12ယောက်မှာ3ယောက်ပဲလူလားမြောက်ခွင့်ရခဲ့တာပါအဲ့ဒီလိုထိတ်လန့်စရာကိန်းဂဏန်းတွေဟာသူတို့မိသားစုပဲထူးထူးခြားခြားရင်ဆိုင်ရတာမဟုတ်ပါဘူးGothaတယောက်မော်ဆီယာရဲ့အလုတ်တင်ကြပြားကိုရေးသားခဲ့ချိန်ဝန်းကျင်1998ခုနှစ်မှာ
ဂျာမန်ကလေးငယ်90ရာခိုင်နှုန်းပဲအသက်15နှစ်အရွယ်ကိုရောက်ရှိခဲ့ကြပြီးတခြားကမ္ဘာဒေသအများစုမှာလည်းအလားတူပဲဖြစ်ပါလိမ့်မယ်2020ခုနှစ်မှာတော့ကမ္ဘာတစ်လွှားကကလေးငယ်65.6ရာခိုင်နှုန်းဟာသူတို့ရဲ့15နှစ်မြောက်မွေးနေ့ကိုကျော်လွန်အသက်ရှင်နိုင်ခဲ့ပြီဖြစ်ပြီးဂျာမနီနိုင်ငံမှာဆိုရင်69.5ရာခိုင်နှုန်းထိတောင်တိုးတက်လာပါသေးတယ်။အဲဒီလိုအင်မတန်အရေးပါတဲ့အောင်မြင်မှုဟာသွေးအုပ်စုလိုဆေးဘက်ဆိုင်ရာသတင်းချက်လက်ပေါင်းများစွာကိုစုဆောင်းဆန်းစစ်မျှဝေတာတွေမလုံဆောင်ပဲဘယ်လိုမှဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ဒီနေရာမှာတော့သတင်းချက်လက်ပေါ်ရိုးအစွာရှုမြင်ပုံကမှန်ကန်တယ်ဆိုရပါလိမ့်မယ်။ဒါပေမဲ့သတင်းချက်လက်ပေါ်ရိုးအစွာရှုမြင်ပုံဟာပြဿနာကိုတစ်စိတ်တစ်ပိုင်းပဲမြင်တွေ့တာဖြစ်ပြီးခေတ်သမိုင်းဟာကလေးငယ်တည်ဆုံမှုရောကြရုံတသက်မဟုတ်ပါဘူး။လောလောလတ်လတ်မျိုးဆက်တွေမှာတင်လူသားတို့ဟာသတင်းချက်လက်ပညာကိုပမာဏအရရောမြန်နှုံးရပါမကြုံစဘူးများပြားတဲ့တိုးမြင့်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့လာရပါတယ်။စမတ်ဖုန်းတိုင်းမှာရှေးခေတ်အလက်ဇန်ဒရီးယားစာကြည့်တိုက်ထက်များပြားတဲ့သတင်းချက်လက်တွေပါဝင်ပြီးစမတ်ဖုန်းကိုင်ဆောင်သူတိုင်းကိုကမ္ဘာတစ်လွှားကဘီလီယံနဲ့ချီတဲ့လူတွေနဲ့တပြိုင်နက်ချိတ်ဆက်နိုင်စေပါတယ်။ဒါပေမဲ့အဲ့ဒီသတင်းချက်လက်တွေအမြောက်အများကိုရင်သက်ရှုမောလောက်တဲ့အမြန်နှုံးနဲ့လဲပတ်နေစေတာတော့လူသားမျိုးနွယ်တို့မိမိကိုမျိုးတုံးပြောက်ကွယ်သွားစေမဲ့အဖြစ်နဲ့ပိုလို့သာနီးကပ်လာခဲ့ပါတယ်။သတင်းချက်လက်တွေအမြောက်အများစုဆောင်းထားခဲ့ပေမဲ့ဒါမှမဟုတ်အဲ့ဒီလိုစုဆောင်းထားခဲ့လို့လည်းဖြစ်နိုင်တာပဲကျွန်တော်တို့လူသားတွေဟာဖန်လုံအိမ်အာနိသင်ဓာတ်ငွေတွေကိုကမ္ဘာလေထုထဲဆက်လက်ထုတ်လွှတ်နေတယ်။မြေချောင်းသမုဒ္ဒရာတွေကိုဆက်လက်ညှဉ်းညမ်းစေတယ်။တစ်တောတွေကိုဆက်လက်ခုတ်နေတယ်။တတ္တဝါတွေနေထိုင်နိုင်တဲ့ရက်ဒေသတွေကိုဖျက်ဆီးနေတယ်။မရေမတွက်နိုင်တဲ့တတ္တဝါမျိုးစိတ်တွေကိုမျိုးတုံးပြောက်ကွယ်သွားစေတယ်။ဒီအပြင်ကျွန်တော်တို့မျိုးစိတ်ချင်းသန်နေထိုင်ဖို့မဖြစ်မနေအရေးပါတဲ့အရှိခံသဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကိုပါထိခိုက်လာစေခဲ့ပြီဖြစ်ပါတယ်။ကမ္ဘာနိုင်ငံခေါင်းဆောင်တွေမှာလည်းအဲ့ဒီအန်ဒီယာတွေနဲ့ပတ်သက်ပြီးသတင်းချက်လက်တွေရရှိထားတာပါပဲ။ဒါပေမဲ့အဲ့ဒီအတွက်အဖြေရှာဖို့ပူးပေါင်းဆောင်ရွက်ရမယ့်အစားကမ္ဘာစစ်ကြီးဖြစ်ပွားဖို့ပဲပုံမနီးစပ်လာနေခဲ့ပါတယ်။သတင်းချက်လက်တွေပုံမရရှိခြင်းဟာအရှိန်တွေကိုပုံမကောင်းမွန်လာစေသလားဒါမှမဟုတ်ပုံမဆိုးရွားသွားစေတာလားအဲ့ဒါကိုကျွန်တော်တို့မကြခင်မဲ့သိရှိရပါလိမ့်မယ်။များပြားလာတဲ့ corporation ကြီးတွေနဲ့အစိုးရတွေဟာတမိုင်းတစ်လျှောက်အစွမ်းထက်ဆုံးဉာဏ်ရည်တုနည်းပညာကိုဖန်တီးထုတ်လုပ်ဖို့အပြိုင်ဆိုင်ကြိုးပမ်းနေကြပါတယ်။ အမေရိကန်လူမျိုးယင်းနှိမ့်မြုပ်နှံသူ Mark Andreessen လို့ဆိုဦးတီထွေလုပ်ငန်းရှင်တွေကလည်းလူသားမျိုးနွယ်တွေရဲ့ပြဿနာအလုံးစုံကိုဉာဏ်ရည်တုနည်းပညာကနောက်ဆုံးတစ်နေ့ဖြေရှင်းနိုင်လိမ့်မယ်လို့ယုံကြည်ထားပါတယ်။2023ခုနှစ်ဇွန်လ6ရက်နေ့မှာ Andreessen ထုတ်ဝေရေးသားတဲ့ဉာဏ်ရည်တုကကမ္ဘာမြေကိုဘာကြောင့်ကယ်တင်မှာလဲဆိုတဲ့ access မှာဉာဏ်ရည်တုဟာကမ္ဘာမြေကိုဖျက်ဆီးမှာမဟုတ်ဘူး။အမှန်စင်စစ်ကယ်တင်မှာဖြစ်တယ်။ကျွန်တော်တို့တန်ဖိုးထားတဲ့အရာအလုံးကိုပုံမကောင်းမွန်အောင်ဉာဏ်ရည်တုနည်းပညာကတက်ဆွမ်းနိုင်ပါတယ်ဆိုတဲ့သတင်းကောင်းကိုကျွန်တော်ဒီနေရာကနေပြောချင်ပါတယ်စတဲ့ရဲရဲတော့စကလုံးတွေအပြည့်နဲ့ပါဉာဏ်ရည်တုနည်းပညာပေါ်ထွန်းပြီးတဟုန်ထိုးတိုးတက်လာခြင်းဟာကျွန်တော်တို့စိုးရိမ်နေသလိုအန်တရာယ်ရှိတာမျိုးမဟုတ်ပါဘူးကျွန်တော်တို့ကိုယ်တိုင်ရဲ့ကျွန်တော်တို့ရဲ့မျိုးဆက်တွေရဲ့နဲ့ကျွန်တော်တို့ရဲ့အနာဂတ်အတွက်မဖြစ်မနေဆောင်ရွက်ရမယ်ကိုချင်းသိက္ခာနဲ့ပြည့်စုံတဲ့တာဝန်ဝတ္တရားသာဖြစ်တယ်လို့ကောက်ချက်ချထားပါတယ် Ray Kurzweil ရဲ့ Singularity X Near စာအုပ်မှာလည်းဉာဏ်ရည်တုနည်းပညာဟာယောဂဗျာဆင်းရဲမွဲတေမှုတဘာဝပတ်ဝန်းကျင်ယိုယွင်းမှုနဲ့လူသားတွေရဲ့အားနည်းချက်လုံးစုံအပါအဝင်ရင်ဆိုင်နေရတဲ့အရေးကြီးစိန်ခေါ်မှုတွေကိုဖြေရှင်းနိုင်စေမဲ့အဓိကနည်းပညာဖြစ်တယ်။အဲ့ဒီနည်းပညာတစ်ကနေဆောင်ကျင်းလာမဲ့ကောင်းကျိုးတွေကိုသဘောပေါက်ဖို့ကျွန်တော်တို့မှာချင်းဝသိက္ခာပိုင်းအရမဖြစ်မနေအားထုတ်ရလိမ့်မယ်လို့ထောက်ခံထားပြန်ပါတယ်။ကာဆွဲဟာနည်းပညာရဲ့ဖြစ်လာလက်တန့်သောအန္တရာယ်တွေကိုကောင်းကောင်းနားလည်ထားပြီးအသေးစိတ်သုံးသပ်ပြထားပေမဲ့အောင်မြင်မြင်ကျော်လွှားနိုင်လိမ့်မယ်လို့ယုံကြည်ထားပါတယ်။တချို့သူတွေကတော့အဲ့ဒီအမြင်ပေါ်တန်တရားနဲ့ကြည့်ရှုကြပါတယ်။လက်တနိကသမားတွေနဲ့လူမှုသိပ္ပံပညာရှင်တွေမကရိုရှူဝါဘန်ဂျီယိုဂျော့ဖရီဟန်တန်ဆမ်အယ်မန်အီလိုမက်စ်နဲ့မူစတာဖာဆူလမန်တို့လိုအထင်ကရဉာဏ်ရည်တုကျွမ်းကျင်သူတွေနဲ့စိုးဦးတီထွင်အများအပြားကတော့ဉာဏ်ရည်တုနည်းပညာဟာကျွန်တော်တို့ရဲ့ယဉ်ကျေးမှုလူအဖွဲ့အစည်းကိုဖျက်ဆီးပြနိုင်ကြောင်းအများပြည်သူကိုသတိပေးကြပါတယ်။ဘန်ဂျီယိုဟင်တန်နဲ့အခြားကျွမ်းကျင်သူအများအပြားပူးပေါင်းရေးသားထားတဲ့2024ထုတ်စောင်းပါတစ်ပုဒ်မှာဉာဏ်ရည်တုနည်းပညာအထိန်အကွပ်မဲ့တိုးတက်လာမှုကြောင့်တတဝါများနဲ့သက်ရှိတို့နေထိုင်ရာရက်ဒေသများစွာပြတ်သုံးသွားနိုင်ပြီးလူသားမျိုးနွယ်အားအရေးမပါတော့စီပဲဘေးဖယ်လိုက်ခြင်းတို့ဒီမဟုတ်မျိုးတုံးပြောက်ကွယ်သွားစေခြင်းဆိုပင်ဥတီသွားစေနိုင်သည်လို့ဖော်ပြထားပါတယ်။2023ခုနှစ်မှာဉာဏ်ရည်တုသုတေသနပညာရှင်2988ဦးကိုစစ်တမ်းကောက်ယူရမှာအစင်းမြင့်ဉာဏ်ရည်တုနည်းပညာကြောင့်လူသားမျိုးနွယ်တရလုံးမျိုးတုံးပြောက်ကွယ်သွားစေလောက်အောင်ဆိုးရွားတဲ့ဖြစ်ရမျိုးအထိဥတီနိုင်ခြင်း10%အနည်းဆုံးရှိတယ်လို့သုံးပုံတစ်ပုံကျော်ကယူဆကြပါတယ်။2023ခုနှစ်မှာတရုတ်အမေရိကန်နဲ့ဗြိတိန်နဲ့အပါအဝင်အစိုးရပေါင်း30နီးပါးဟာ
Bletchley ကြီးညာစာတမ်းကိုလက်မှတ်ရေးထိုးခဲ့ကြပြီးလက်တလောငြိမ်တုနိပညာ၏အစင်းမြင့်စွမ်းဆောင်ရည်များကြောင့်မရည်ရွယ်ဘဲတော်၎င်းတမင်တကာတော်၎င်းစိုးရင်ပွဲဘေးအန္တရာယ်ကြီးစွာဖြစ်နိုင်ခြေရှိသည်ဆိုတာကိုအတိအမှတ်ပြုထားကြပါတယ်။အဲဒီလိုကဘာပြတ်သုံးခြင်းဝါဒတွေကိုသုံးဆွဲလိုက်တာကြောင့်ဟောလိဝုဒ်ရုပ်ရှင်တွေကလို့သဘုံထားတဲ့ဆေးရုပ်တွေလက်မပေါ်ပြေးလွှားရင်လူတွေကိုပြစ်ခတ်နေတာကိုကျွမ်းကျင်သူတွေနဲ့အစိုးရတွေကိုမြင်အောင်စေလိုတာမဟုတ်ပါဘူး။အဲ့ဒါမျိုးကဖြစ်နိုင်ခြေနည်းပါပြီးတကယ်အန္တရာယ်အစစ်အမှန်ကနေအများပြည်သူကိုအာရုံလွဲသွားစေတာပဲရှိပါလိမ့်မယ်။အဲ့ဒီအစားဖြစ်နိုင်ခြေနှစ်မျိုးကိုကျွမ်းကျင်သူတွေကသတိပေးထားပါတယ်။ပထမတစ်မျိုးကဉာဏ်ရည်တုနိပညာရဲ့အစွမ်းဟာလူသားတို့ရဲ့ရှိရင်းစွဲပဋိပက္ခတွေကိုအချိန်မြင့်တင်ပြီးလူသားမျိုးနွယ်တို့အကြားအုပ်စုကွဲသွားပါစေလိမ့်မယ်။စစ်အေးကာလအတွင်းပြိုင်ဘက်နိုင်ငံတွေကိုတမန်နီကန့်လန့်ကားနဲ့ကာရှားထားခဲ့တဲ့20ရာစုခေတ်လိုတန်ဆူးကြိုးတွေအစားကွန်ပျူတာကုတ်တွေဆီလီကွန်ချစ်ပြားတွေနဲ့ဆီလီကွန်ကန့်လန့်ကားဟာ21ရာစုမှာပြိုင်ဘက်နိုင်ငံတွေကိုကဘာနဲ့ရှိတဲ့ပဋိပက္ခတစ်တရက်စီဆောင်ကျဉ်သွားစေနိုင်ပါတယ်။ဉာဏ်တုနိပညာတွေအပြိုင်အဆိုင်တိုးတက်လာမှုကြောင့်အဖြတ်စွမ်းအားပုံကိုကြီးမားတဲ့လက်နက်တွေထုတ်လုပ်လာကြလို့မီးပွားငယ်လေးကတော့ကဘာပြတ်စေမဲ့အလုံးစုံလောင်မြိုက်ခြင်းကိုအစပြုပေးလိုက်နိုင်ပါတယ်။ဒုတိယတစ်မျိုးကတော့အဲဒီဆီလီကွန်ကန့်လန့်ကားဟာလူသားတွေကိုအုပ်စုကွဲသွားစေတာတဲ့ဉာဏ်တုအရှင်သခင်တွေနဲ့လူသားမျိုးနွယ်ရဲ့လို့ကွဲထွက်သွားစေနိုင်ပါတယ်။ဘယ်နေရာဘယ်ဒေသမှာပဲနေထိုင်သည်ဖြစ်စေကျွန်တော်တို့ရဲ့ဘဝတွေကိုစီမံပြီးနိုင်ငံရေးနဲ့ယဉ်ကျေးမှုတွေကိုအသွင်ပြောင်းကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်တို့ကိုတောင်ပြုပြင်မွမ်းမံနိုင်တဲ့ရှုပ်ထွေးဆန်းပြလာတဲ့ algorithm တွေကနေရုံမထွက်နိုင်အောင်ဖြစ်နေနိုင်ပါတယ်။ကျွန်တော်တို့ကိုထိန်းချုပ်လို့တဲ့အင်အားစုတွေကိုရက်တက်နိုင်မှုနေနေတာသာနားလည်နိုင်စွမ်းအောင်မရှိကြတော့ပါဘူး။တကယ်လို့21ရာစုမှာအကျွမ်းမဲ့အာဏာရှင်ကွန်ရက်တစ်ခုကကမ္ဘာကြီးကိုအောင်နိုင်သွားခဲ့ရင်လူသားအာဏာရှင်ထက်လူသားမဟုတ်တဲ့ဉာဏ်ရည်မြင့်နည်းပညာကနေအမိန်ပေးအုပ်ချုပ်တာမျိုးပဲဖြစ်ပါလိမ့်မယ်။တရုတ်ရုရှားဒါမှမဟုတ်ဒီမိုကရေစီခေတ်လွန်အမေရိကတို့ကိုအကျွမ်းမဲ့အာဏာရှင်အိမ်မက်ဆိုးတွေရဲ့ရင်းမြစ်ရလို့ရွေးပြီးယူဆနေသူတွေဟာဖြစ်လာမဲ့အန္တရာယ်ကိုလွဲမှားစွာနားလည်ထားကြလို့ပါတကယ်တမ်းတရုတ်တွေရုရှားတွေအမေရိကန်တွေနဲ့လူသားအလုံးတို့ဟာလူသားမဟုတ်တဲ့ဉာဏ်ရည်မြင့်နည်းပညာကနေအကျွမ်းမဲ့အာဏာရှင်ဖြစ်လာနိုင်စွမ်းရဲ့ချင်းချောက်မှုကိုအတူတကွရင်ဆိုင်နေကြရတာပါရင်ဆိုင်ရပွဲရှိတဲ့အန္တရာယ်ရဲ့အတိုင်းအစားကြောင့်ဉာဏ်ရည်တုနည်းပညာအပေါ်လူသားအလုံးစိတ်ဝင်စားရှိသင့်ပါတယ်လူတိုင်းဉာဏ်ရည်တုကျွမ်းကျင်သူမဖြစ်နိုင်ပေမဲ့ဒါဟာသူ့ဘာသာစိတ်ကူးသစ်တွေဖန်တီးဆုံးဖြတ်ချက်တွေချမှတ်နိုင်တဲ့တမိုင်းတစ်လျှောက်ပထမဦးဆုံးနည်းပညာဖြစ်တယ်ဆိုတာမမေ့ပါနဲ့ဟိုရင်လူသားတွေရဲ့တည်ထင်ဖန်တီးမှုအားလုံးဟာလူသားတွေကိုလုတ်ပိုင်ခွင့်အာဏာအနှင်းခဲ့တာကြီးပါပဲဘာလို့လဲဆိုတော့နည်းပညာအသစ်တရက်ဘလောက်ပဲအစွမ်းထပ်ပါစေအသုံးချမှုနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချမှတ်ရခြင်းကကျွန်တော်တို့လက်ထဲမှာပဲရှိခဲ့တာပါဒါလည်းနဲ့တွေဘုံတွေကဘသူ့ကိုတက်ဖြတ်ရမလဲဆိုပြီးသူတို့ဘာသာမဆုံးဖြတ်ကြပါဘူးဓာတ်တွေဘုံတွေဟာတည်င်းချက်လက်တွေကိုသုံးသပ်ပြီးဆုံးဖြတ်ချက်တွေလွတ်လွတ်လပ်လပ်ချမှတ်နိုင်တဲ့အထိအသိဉာဏ်မရှိတာကြောင့်တုံးအားတဲ့ကိရိယာတွေပဲဖြစ်ပါတယ်ဒါပေမဲ့ဉာဏ်တုနည်းပညာကတော့တည်င်းချက်လက်တွေကိုကိုယ်တိုင်ဆန်းစစ်နိုင်ပြီးဆုံးဖြတ်ချက်ချမှတ်ရမှာလူသားတွေရဲ့နေရာကိုအစားဝင်လိုက်နိုင်ပါတယ်အဲဒါကြောင့်ဉာဏ်တုနည်းပညာဆိုတာအသုံးပြုစရာကိရိယာတစားပလာမဟုတ်ပဲပင်ကိုယ်ဆောင်ရွက်နိုင်စွမ်းရှိတဲ့အရာဖြစ်ပါတယ်တည်င်းချက်လက်တွေကိုဆန်းစစ်ခြင်းမှာကျွမ်းကျင်မှုကဉာဏ်တုနည်းပညာကိုတေဂီတာကနေစေပညာအထိနယ်ပယ်တွေမှာစိတ်ကူးသစ်တွေလွတ်လွတ်လပ်လပ်ဖန်တီးနိုင်စွမ်းရှိစေပါတယ်ဓာတ်ဆက်ဟာတေးသချင်းတွေဖွင့်နိုင်ပြီးအနုကြီးမှန်ပြောင်းဟာကျွန်တော်တို့ Cyclic Series ရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်နိုင်ပါတယ်ဒါပေမဲ့ဓာတ်ဆက်တွေ Symphony တေးသွားအသစ်တွေကိုဆက်ဆိုနိုင်ခြင်းမရှိသလိုအနုကြီးမှန်ပြောင်းကလည်းစေဝါသစ်တွေမဖော်ဆက်နိုင်ပါဘူးဉာဏ်တုနည်းပညာဟာအနုပညာဖန်တီးမှုတွေလောကသိပ္ပံဆိုင်ရာရှာဖွေမှုတွေကိုကိုယ်တိုင်ဆွမ်းဆောင်နိုင်နေပါပြီရှေ့လာမဲ့ဆယ်စုနှစ်အနည်းငယ်အတွင်းမှာမျိုးဗီဇကုတ်တွေရေးသားခြင်းဒါမှမဟုတ်ဇီဝမဟုတ်တဲ့သက်ရှိတွေမွေးထုတ်ဖို့ဇီဝမဟုတ်တဲ့ကုတ်တွေတီထွင်ခြင်းတွေဆောင်ရွက်နိုင်ပြီးသက်ရှိအမျိုးအစားအသစ်တွေတောင်ဖန်တီးနိုင်စွမ်းရှိလာနိုင်ပါတယ်ဉာဏ်တုနည်းပညာပေါ်ထွန်းခြင်းရဲ့ကနဦးအဆင့်လက်ရှိကာလမှာတောင်ကျွန်တော်တို့ကိုအိမ်ဝယ်ယူဖို့ရှင်းငွေထုတ်ပေးသင့်မပေးသင့်အလောက်ခန့်အပ်သင့်မခန့်အပ်သင့်ထောင်တွင်းအကျဉ်းချသင့်မချသင့်ဆိုတဲ့ဆုံးဖြတ်ချက်တွေကိုကွန်ပျူတာကရှမှတ်နေပါပြီအဲ့ဒီအရှိန်တွေဟာပုံမအရှိန်မြင့်တိုးပွားလာမှဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဘဝတွေကိုကိုယ်တိုင်နားမလည်နိုင်လောက်တဲ့အထိခက်ခဲသွားစေရင်အမျှော်အမြင်ရှိတဲ့ဆုံးဖြတ်ချက်တွေချမှတ်ပြီးပုံမကောင်းမွန်တဲ့ကမ္ဘာလောကကိုဖန်တီးနိုင်ဖို့ကွန်ပျူတာ algorithm တွေကိုကျွန်တော်တို့ယုံကြည်လို့ရပါသလားဒါဟာရေခတ်ဖို့မော်ဝင်တစ်ပြက်စီးကိုစိတ်ချယုံကြည်မိတာထက်အများကြီးပုံမစွန့်စားရခြင်းဖြစ်ပါလိမ့်မယ်ကျွန်တော်တို့အလောင်းစားပြုလုပ်တာဟာလူသက်တွေဆိုတာထက်ပိုပါတယ်ဉာဏ်တုနည်းပညာဟာကျွန်တော်တို့လူသားမျိုးစိတ်ရဲ့သမိုင်းကိုတည်းမကသက်ရှိအားလုံးရဲ့အဆင့်ကဲဖြစ်စဉ်တွေကိုပါပြောင်းလဲသွားစေနိုင်တာဖြစ်ပါတယ်တရင်အချက်လက်အားလက်နက်အဖြစ်အသုံးချခြင်း2016ခုနှစ်မှာတရင်အချက်လက်နည်းပညာသစ်တွေကလူသားမျိုးနွယ်အပေါ်ဆောင်ကျဉ်လာနိုင်တဲ့အန္တရာယ်တွေအကြောင်းမိမောင်းထုတ်ပြထားတဲ့ Homo Deus နတ်ဖျားလူသားဆိုတဲ့စာအုပ်ကိုကျွန်တော်ရေးသားထုတ်ဝေခဲ့ပါတယ်
သမိုင်းရဲ့လူစံကောင်းအစစ်အမှန်ဟာ Homo sapien လူသားတွေမဟုတ်ဘဲတကယ်တမ်းသတင်းအချက်အလက်တွေကသာဖြစ်ခဲ့ပါတယ်။သတင်းအချက်အလက်စီစစ်မှုအရသမိုင်းကိုတင်မကဇီဝဗေဒနိုင်ငံရေးနဲ့စီးပွားရေးတွေအကြောင်းကိုပါသိပ္ပံပညာရှင်တွေနားလည်နိုင်ကြတယ်လို့စာအုပ်ကထောက်ပြထားပါတယ်။တတဝါတွေတိုင်းနိုင်ငံတွေနဲ့ဈေးကွက်တို့ဟာပတ်ဝန်းကျင်ကနေအချက်အလက်တွေကိုစုပ်ယူပြီးဆုံးဖြတ်ချက်တွေရှာမှတ်တဲ့နောက်အချက်အလက်တွေပြန်လည်ထုတ်လွှတ်ပေးတဲ့သတင်းကွန်ရက်တွေပဲဖြစ်ပါတယ်။သတင်းနည်းပညာသစ်တွေဟာကျွန်တော်တို့လူသားတွေကိုပုံမကောင်းမွန်တဲ့ကျန်းမာရေးပျော်ရွှင်ချမ်းမြေ့မှုနဲ့ပါဝါအာဏာတွေပေးစွမ်းနိုင်မှုမျှော်လင့်ထားပေမဲ့တကယ်တမ်းမှာလောက်ပိုင်ခွင့်ပါဝါအာဏာတွေကိုကျွန်တော်တို့စီကနေဖယ်ရှားလိုက်ပြီးကျွန်တော်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအခြေအနေတွေကိုဖျက်ဆီးပစ်လိုက်မယ်လို့အစာအုပ်ထဲမှာသတိပေးထားပါတယ်။လူသားတွေသတိမပြုဂရုမထားဘူးဆိုရင်အရှိန်အဟုန်နဲ့စီးဆင်းနေတဲ့မြစ်ထဲကမြေဆိုင်ကဲလို့သတင်းချက်လက်တွေဒလဟောစီးဆင်းမှုတွေနှိမ့်မြုပ်သွားပြီးလူသားမျိုးနွယ်ဆိုတာစကြဝဠာကမ္ဘာလောကရဲ့အချက်လက်စီးဆင်းမှုတွေကလှိုင်ကောင်းဖြူလေးဖြစ်ပဲကျန်ရစ်မှာဖြစ်ကြောင်းအနုမာနအဆိုတင်သွင်းထားပါတယ်။နတ်ဖျားလူသားစာအုပ်ထုတ်ဝေဖြန့်ကြည့်ပြီးခဲ့တဲ့အချိန်တွေအတွင်းပြောင်းလဲမှုအချိန်ဟာတိုးတက်နေတာပဲရှိခဲ့ပြီးလုံပိုင်ခွင့်ပါဝါအာဏာတွေကလည်းလူသားတွေစီကနေအယ်ဂိုရတန်တွေစီကိုအမှန်တကယ်ကူးပြောင်းနေခဲ့ပါတယ်။အယ်ဂိုရတန်တွေကအမှုပညာဖန်တီးနိုင်လာတယ်လူသားဖြစ်ဟန်ဆောင်လာနိုင်တယ်ကျွန်တော်တို့ဘဝရဲ့အရေးပါတဲ့ဆုံးဖြတ်ချက်တွေကိုရှာမှတ်ပေးလာတယ်ကျွန်တော်တို့ကိုယ်တိုင်ထက်ကျွန်တော်တို့အကြောင်းကိုပိုသိနေတယ်ဆိုပြီး2016ခုနှစ်မှာရေးသားခဲ့တုန်းကစိတ်ကူးရင်သိပ္ပံဆက်လန်းဆန်ဆန်ဖြစ်နေခဲ့ပေမဲ့အကြောင်းအရာအများအပြားဟာ2024ခုနှစ်မှာနေ့စဉ်လက်တွေ့ဘဝတဲ့နှစ်ဖူးတွေ့ဒူးတွေ့ရင်ဆိုင်ကြုံတွေ့နေရပါပြီ။အရေးကိစ္စတော်တော်များများလဲ2016ခုနှစ်ကတည်းကပြောင်းလဲသွားခဲ့ပါတယ်။တဘာဝပတ်ဝန်းကျင်ဂေဟစနစ်ယိုယွင်းမှုတွေပုံမပြင်းထန်လာတယ်။နိုင်ငံတကာတင်းမာမှုတွေအချိန်မြင့်လာတယ်။အများပြည်သူအကျိုးကိုရှေ့ရှုပါတယ်ဆိုတဲ့နိုင်ငံရေးလိုင်းလုံးတွေဟာလည်းအခိုင်ခန့်ဆုံးဆိုတဲ့ဒီမိုကရေစီအခြေခံအဆောက်အအုံတွေကိုတောင်တိုက်စားလာနေပါတယ်။ Populism ခေါ်လူထုအဓိကဝါဒဆိုတဲ့လူပင်းကျဲဝါဒဟာသတင်းချက်လက်ပေါ်ရိုးအားစွာရှုမြင်ပုံကိုအုံမြစ်ကနေလှန်ဖို့စိန်ခေါ်မှုတွေစတင်စေခဲ့တယ်။ Donald Trump နဲ့ Jared Bolsonaro လို populist ခေါင်းဆောင်တွေ populist အုံကြွမှုတွေ QAnon ဆိုတာအမေရိကန်မှာစတင်ခဲ့တဲ့ယုံကြည်မှုဖြစ်ပြီးအစိုးရထဲမှာလျှို့ဝှက်အဖွဲ့တစ်ခုရှိနေတယ်။အဲ့ဒီအဖွဲ့ကကလေးငယ်တွေကိုအန်ဒီရပေးနေတယ်။ Donald Trump ကအဲ့ဒီအဖွဲ့ကိုတိုက်ဖြတ်နေတယ်။ကျူလို့ခေါ်တဲ့အမည်မသိလူတဦးကဒီအကြောင်းအရာတွေကိုအင်တာနက်ပေါ်မှာထုတ်ဖော်နေတယ်ဆိုပြီးသက်သေအထောက်အထားမရှိဘဲယုံကြည်ကြပါတယ်။ QAnon နဲ့ကာကွယ်ဆေးဆန့်ကျင်သူတွေလိုပူးပေါင်းကြံစည်မှု theory သမားတွေကထုံနှန်းစင်လာအဖွဲ့အစည်းတွေဟာသတင်းအချက်အလက်တွေစုဆောင်းပြီးအာဏာရလာကြတယ်။အမှန်တရားဆိုတာအလိမ်အညာတွေသာဖြစ်တယ်လို့ဆိုလာကြပါတယ်။ bureaucrat တွေကတရားသူကြီးတွေဆရာဝန်တွေလူသိများတဲ့ journalist တွေကျမ်းကျင်သူပညာရှင်တွေဟာအမှန်တရားကိုစိတ်ဝင်စားခြင်းမရှိဘာဝအာဏာရရှိဖို့သတင်းအမှားတွေကိုတမင်တကာဖြန့်ဖြူးပြီးတာမန်လူထုရဲ့ဆုံးရှုံးနေတာရမှုတွေကိုရှနေရင်အခွင့်ဒုက္ခဖြစ်လာသူရေပေါ်စီနိုင်ငံရေးလုပ်ကြံသူတွေဖြစ်ပါတယ်။ Trump လိုနိုင်ငံရေးခေါင်းဆောင်တွေရေပန်းစားလာခြင်းနဲ့ QAnon လိုလှုပ်ရှားမှုတွေဟာ2010ပြည့်နှစ်နောက်ပိုင်းအမေရိကန်ပြည်ထောင်စုလိုနိုင်ငံရေးအခြေအနေအတွက်အင်မတန်သဟဇာတဖြစ်ခဲ့တယ်ဆိုရမှာပါပဲ။ဒါပေမဲ့ကမ္ဘာနဲ့ရှိတဲ့အဖွဲ့အစည်းတွေကိုစိန်ခေါ်မဲ့ populist ဝါဒကတော့ Trump လက်ထက်အများကြီးပိုရှိကြပြီးလောလောလတ်လတ်တမိုင်းဖြစ်ရဲ့အများမှာရောအနာဂတ်အတွက်ပါသက်ဆိုင်နေပါတယ်။အချို့အပြင်ဆိုရရင်တော့ populist ဝါဒအရသတင်းအချက်လက်ဆိုတာကိုလက်နက်အဖြစ်ရှုမြင်ပါတယ်။သတင်းအချက်လက်အား populist ဝါဒအရရှုမြင်ဖို့ပိုပြီးအစွန်းရောက်တဲ့အယူအဆမှာဆိုရင်ဓမ္မတိတ်ထန်ကြားတဲ့အမှန်တရားဆိုတာလုံးဝမရှိပဲလူတိုင်းကိုယ်အမှန်တရားကိုကင်ဆွဲပြီးပြိုင်ဘက်တွေကိုတိုက်ခိုက်နှိမ်နင်းနေကြတာလို့populist ဝါဒီတွေကမှတ်ယူကြပါတယ်။အဲဒီလောကအမြင်အရပါဝါအာဏာသာလျှင်ပဂတိရှိတရားဖြစ်ပါတဲ့လူသားတွေကအာဏာရရှိရေးကိုပဲစိတ်ဝင်စားကြတာကြောင့်လူမှုဆက်ဆံရေးအကုန်လုံးဟာပါဝါအာဏာအတွက်ရှင်ပြိုင်မှုသာဖြစ်တယ်လို့ဆိုပါတယ်။သတင်းချက်လက်တွေကိုလက်နက်အဖြစ်ရှုမြင်ပြီးpopulist ဝါဒီတွေကအောင်မြင်မြင်ဝါဒဖြန့်နိုင်ခဲ့တဲ့အချိန်ကာလနေရာဒေသတိုင်းမှာဘာသာစကားတွေတောင်အတိတ်ပဲဝေဝါးသွားခဲ့ရပါတယ်။အရှက်အလက်ဆိုတဲ့နာမ်တွေတိကျသောမှန်ကန်သောဆိုတဲ့နာမဝိသေသနာတွေကလည်းခက်မှန်းရခက်လာခဲ့ပါတယ်။အဲဒီလိုဝေါဟာရတွေဟာရေဘူးရဓမ္မတိတ်ထန်အရှိတရားကိုညွှန်ပြနေတယ်လို့မမှတ်ယူကြတော့ပါဘူး။အဲဒီအစားအရှက်အလက်တို့အမှန်တရားတို့လိုဝေါဟာရတွေကိုသုံးဆွဲလာရင်ကိုဘသူအရှက်လက်တွေလဲဘသူအမှန်တရားကိုရည်ညွှန်းပြောဆိုတာလဲလို့ချက်ချင်းပြန်မေးမြန်းမှုလိုလာခဲ့ပါတယ်။ဘာဝအာဏာကိုပဲရှေ့ရှုပြီးသတင်းချက်လက်ပေါ်တန်တရားအပြည့်နဲ့ရှုမြင်ပုံဟာအခုမှဖြစ်ပွားတာမဟုတ်သလိုကာကွယ်ဆေးဆန့်ကျင်သူတွေကဘာပြားဝါဒတွေဘော်ဆိုနာရိုနဲ့ Trump ထောက်ခံသူတွေတီထွင်ခဲ့ကြတာလည်းမဟုတ်ပါဘူး။အလားတူအတွေးအမြင်တွေကို2016ခုနှစ်မတိုင်ခင်ရှေးပဝေသနီကလေးကဝါဒဖြန့်ခဲ့ကြပြီးလူသားမျိုးနွယ်ရဲ့အထင်ကရပညာရှင်တွေတောင်ပါဝင်ပါသေးတယ်။ဥပမာ20ရာစုနောက်ပိုင်းရဲ့လက်ဝဲဆုံးဝါဒီတွေဖြစ်ကြတဲ့မီရှယ်ဖူကော့နဲ့
Edward Said တို့လိုပညာရှင်တွေကစေကန်းတွေတက္ကသိုလ်တွေလိုတိတ်ပံအဖွဲ့အစည်းတွေဟာမဖောက်မပြန်မှန်ကန်တဲ့ဓမ္မတိတ်တန်အရှိတရားတွေကိုစူးစမ်းရှာဖွေနေတာမဟုတ်ပဲအဲ့ဒီအစားအရင်းရှင်တဲ့ကိုလိုနီနယ်ရှက်ဝါဒီအထက်တန်းလွှာတွေကိုအလုတ်ကျွေးပြုရင်ဘယ်အရာကိုအမှန်တရားလို့မှတ်ယူမလဲဆိုတဲ့ပေါ်ဩဇာသုံးရှားမှတ်ပေးနေတာလို့ဆိုပါတယ်အဲ့ဒီလိုလက်ဝဲစွန်းဝေဖန်ရေးကနေလောကတိတ်ပံဆိုင်ရာအချက်အလက်ဆိုတာတွေဟာအရင်ရှင်ဒါမှမဟုတ်ကိုလိုနီနယ်ရှက်ဝါဒီတွေရဲ့အာဘော်ဆိုတာထက်မပိုဘူးလို့အခါအားလျော်စွာဆိုတတ်ကြပြီးအာနာလက်ကန်ရှိသူတွေကလည်းပဂတိရှိတရားကိုဘယ်တော့မှစိတ်ဝင်စားနိုင်ကြသလိုသူတို့ရဲ့အမားတွေကိုအတိမတ်ပြုဝန်ခံတာတို့ပြန်လည်ပြင်ဆင်တာတို့လုပ်ဖို့လည်းဘယ်တော့မှယုံကြည်စိတ်ရရခြင်းမရှိဘူးလို့ဆိုပါတယ်အဲ့ဒီလက်ဝဲစွန်းအတွေးမြင်ဟာကားမတ်စ်အထိနောက်ကျောင်းပြန်ရှေ့ရခံနိုင်ပါတယ်19ရာစုအလယ်ဝန်းကျင်မှာကားစမတ်ကလည်းပါဝါအာနာဒီတာတခုတည်းသောပဂတိအရှိတရားဖြစ်ပြီးသတင်းအချက်လက်တွေလည်းလက်နက်ဖြစ်သလိုအမှန်တရားနဲ့တရားမျှတမှုကိုသစ္စာစောင့်သိပါတဲ့ဆိုသူရေးပေါ်စီအထက်တန်းလွှာတွေကလည်းအမှန်တကယ်ချင်းမြောင်းတဲ့လူဒန်းစားအခွင့်ဒုက္ခရပိုင်ခွင့်တွေကိုပဲအလိုရှိတာလို့ဆိုခဲ့ဘူးပါတယ်1848ခုနှစ်ထုတ်ကွန်မြူနစ်ကြီးညာစာတမ်းမှာရေးသားထားတဲ့စကားလုံးတွေအတိုင်းဆိုရင်ယနေ့ချိန်ထိတည်ရှိနေသောလူအဖွဲ့အစည်းများတမိုင်းမီသည်လူဒန်းစားတိုက်ပွဲတမိုင်းများသာဖြစ်ချေသည်လွတ်လပ်သူနှင့်ဂျေးကျွန်အထက်တန်းလွှာနှင့်အောက်တန်းလွှာမြေပိုင်ရှင်နှင့်မြေကျွန်အလုရှင်နှင့်အလုပ်သမားတနည်းဆိုရသောဖိနှိပ်သူနှင့်ဖိနှိပ်ခံတို့အတော်မတန်ဆန့်ကျင်တိုက်ခိုက်ကြခြင်းဖြစ်ကာအတွင်းချိတ်တဖန်ပြောင်ပြောင်တင်းတင်းတဖန်နှောက်ချက်ကင်းစွာတိုက်ခိုက်ကြခြင်းပေသည်လို့ရေးသားထားပါတယ်။သမိုင်းကိုဇက်ကောင်နှစ်မျိုးနဲ့အခြေခံပြီးအတိတ်ပဲဖွင့်ဆိုမှုအရလူသားတို့ရဲ့ဆက်ဆံရေးအလုံးစုံဟာဖိနှိပ်သူနဲ့ဖိနှိပ်ခံတို့ကြားပါဝါအာဏာအတွက်ရှင်ပြိုင်ခြင်းဖြစ်ပါတဲ့။အဲဒါကြောင့်တစုံတစ်ယောက်ကတခုခုပြောလိုက်တိုင်းဘာပြောလိုက်တာလဲအဲ့ဒါအမှန်ပဲလားလို့မေးရမှာမဟုတ်ပဲဘသူကဒီစကားကိုပြောတာလဲအဲ့ဒီစကားကဘသူတွေရဲ့အကျိုးစီးပွားကိုအလုတ်ကျွေးပြုနေတယ်လေလို့မေးရမှာဖြစ်တယ်လို့ဆိုပါတယ်။ Trump နဲ့ Bolsonaro လိုလက်ရရင် popular ဝါဒီတွေဟာဖူကော့တို့ Marx တို့ကိုဖတ်ရှိဘူးဟန်မတူတာပြောဖို့မလိုပဲသူတို့ကိုသူတို့ Marx ဝါဒအပေါ်အပြင်းထန်ဆန့်ကျင်သူတွေလို့တောင်ကိုစားပြုခြင်းပါလေအောင်မယ်အခွန်ကောက်ခံမှုနဲ့လူမှုဖူလုံရေးထောက်ပံ့မှုလိုနယ်ပယ်တွေမှာတင်ပြလာတဲ့မူဝါဒတွေဟာဆိုရင်လည်း Marx ဝါဒီတွေနဲ့အများကြီးကွဲလွဲကြမှာပါပဲဒါပေမဲ့လူသားတွေကြားဆက်ဆံရေးအလုံးစုံဟာဖိနှိပ်သူနဲ့ဖိနှိပ်ခံတို့ကြားအာဏာလုခြင်းအားပြိုင်မှုသာဖြစ်တယ်လို့လူဖွဲ့စည်းတဲ့သတင်းရှက်လက်ပေါ်အခြေခံရှုမြင်ပုံကတော့အံ့ဩစရာကောင်းလောက်အောင်ကို Marx ဝါဒဆန်လို့နေပါတယ်ဥပမာ2019ခုနှစ်သမ္မတယာရုလက်ခံတဲ့မိန့်ခွန်းမှာ American ပြည်သူတွေကနိုင်ငံအတွက်ပေးဆက်နေကြပေမဲ့အုပ်ချုပ်ရေးရဲ့အသီးအပွင့်တွေကိုတော့တိုင်းပြည်ရဲ့မြို့တော်ကအထက်တန်းလွှာအုပ်စုကပဲခံစားနေကြတယ်လို့ Trump ကပြောသွားခဲ့ပါတယ်ဒီလိုစကားမျိုးဟာလူရင်းကြိုက်ဝါဒ populism တွေရဲ့အဓိကအားပေါ်ဖြစ်ပြီးနိုင်ငံရေးသိပ္ပံပညာရှင်ကားစ်မူတာကလူအဖွဲ့အစည်းကိုမွန်မြတ်တဲ့ပြည်သူတွေနဲ့အကျင့်ပြတ်ရေးပေါ်စီတသွေးတသားတည်းရှိကြတဲ့လူထုနဲ့ဆန့်ကျင်ရမယ့်အထက်တန်းလာဆိုပြီးဒီလိုစကားမျိုးဟာလူရင်းကြိုက်ဝါဒ populism ရဲ့အဓိကအားပေါ်ဖြစ်ပြီးနိုင်ငံရေးသိပ္ပံပညာရှင်ကားစ်မူတာကလူအဖွဲ့အစည်းကိုမွန်မြတ်တဲ့ပြည်သူတွေနဲ့အကျင့်ပြတ်ရေးပေါ်စီတသွေးတသားတည်းရှိကြတဲ့လူထုနဲ့ဆန့်ကျင်ရမယ့်အထက်တန်းလာဆိုပြီးခွဲခြားရှုမြင်တဲ့ ideology လို့ရှင်းပြခဲ့ပါတယ်။မီဒီယာတွေဟာအရင်းရှင်လူဒန်းစားရဲ့အာဘော်တွေတက္ကသိုလ်လိုလောကသိပ္ပံအဖွဲ့အစည်းတွေဟာအရင်းရှင်တွေရဲ့ထိန်းချုပ်မှုကိုသက်ဆိုးချေအောင်သတင်းမှားတွေဖြန့်ဖြူးရာဌာနဆိုပြီးတာမန်ပြည်သူလူထုရဲ့အခွန်အခတွေကိုတုံးဆွဲပြီးအကျင့်ပြတ်ထက်တန်းလွှာတွေရဲ့အကျိုးစီးပွားကိုတိုးမြင့်ပေးနေတာရဲ့လို့ Marx ဝါဒတွေနီးတူ popular ဝါဒီတွေကလည်းဆွဆွဲကြပါတယ်။ဒီနေ့ခေတ် popular ဝါဒီတွေကိုယ်တိုင်လည်းဟိုအရင်မျိုးဆက်တွေတုန်းကလူမှုနိုင်ငံရေးဆိုင်ရာအရင်းအမြစ်ကတော်လန်ပြောင်းလဲရေးလှုပ်ရှားမှုတွေပေါ်ဒုက္ခပေးခဲ့တဲ့ရှေ့စကားနောက်စကားမညီညွတ်မှုတွေနဲ့ရင်ဆိုင်နေကြရတာပါပဲတကယ်လို့သာပါဝါအာဏာသာအရှိတရားဖြစ်ခဲ့ရင်သတင်းအချက်လက်ဆိုတာလက်နက်တစ်မျိုးပဲဖြစ်ခဲ့ရင်အဲ့ဒီ popular ဝါဒီတွေကိုယ်တိုင်ရောဘာဖြစ်သွားမလဲသူတို့လည်းပါဝါအာဏာကိုပဲရှိရှိသူတွေပါဝါအာဏာရရှိဖို့အများပြည်သူကိုလိမ်လည်နေသူတွေဖြစ်မသွားဘူးလားအဲ့ဒီအကျဉ်းချက်ကနေလွတ်မြောက်ဖို့ popular ဝါဒီတွေကမတူကွဲပြားတဲ့နီလန်းနှစ်ရက်နဲ့ဖြည့်ရှင်းကြတယ်တချို့ popular လှုပ်ရှားမှုတွေကခေတ်သစ်လောကဓာတ်သိပ္ပံပညာရဲ့စံတန်မိုးတွေနဲ့ထုံတန်းစင်လာဝေဖန်ဆန်းစစ်မှုလက်တွေ့ပဓာနာဖြစ်ခြင်းကိုကင်ဆွဲကြောင်းဆိုတဲ့ populist ပါတီတွေနဲ့ populist ခေါင်းဆောင်တွေအပါအဝင်ဘယ်အာဏာပိုင်ပုံရိပ်တွေအဖွဲ့အစည်းတွေကိုမှယုံကြည်ဖို့မလိုကြောင်းဆိုကြတယ်။အဲ့ဒီစားကိုယ်တိုင်ရှာဖွေလေ့လာပြီးကိုယ်တိုင်ကိုကြဆန်းစစ်ဝေဖန်နိုင်တဲ့အရာတွေအပေါ်ပဲယုံကြည်လက်ခံသင့်ပါတယ်။အဲ့ဒီလိုအရင်အမြစ်ကနေတော်လန်ပြောင်းလဲတဲ့လက်တွေ့ပဓာနာဝါဒအရကျွမ်းကျင်သူတွေအများကြီးပါဝင်တဲ့နိုင်ငံရေးပါတီတွေတရားရုံးတော်သတင်းစာနဲ့တက္ကသိုလ်တွေအပေါ်ဘယ်တော့မှယုံကြည်ခြင်းမပြုဘဲတကူတော်ရှာဖွေလေ့လာသူတွေအနေနဲ့ကိုယ့်ဘာသာအဖြေရှာနိုင်တယ်လို့အဓိပ္ပာယ်ရပြန်ပါတယ်။အဲဒီရှင်းကမှုကသိပ္ပံနိကြတရား
လက်မှုကိုမျက်နှိုးသူတိုင်းအတွက်သဘောကျခြင်းစရာဖြစ်နေပေမဲ့အရေးအတွက်အများအပြားနဲ့စုပေါင်းဆောင်ရွက်ရတဲ့အဖွဲ့အစည်းသဘောကျန်းမာရေးဝန်ဆောင်မှုစနစ်တွေတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆောက်ရှောက်ရေးစီမင်းတွေပြဋ္ဌာန်းဖို့လို့လူအဖွဲ့အစည်းတွေရဲ့လဲပတ်မှုတွေနဲ့ပတ်သက်ပြီးမရေမရာမေးခွန်းထုတ်စရာတွေဖြစ်လာပြန်ပါတယ်။ကမ္ဘာမြေရဲ့ရာသီဥတုတွေပြောင်းလဲပြီးအပူချိန်မြင့်တက်နေတာဟုတ်မဟုတ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုဖြေရှင်းကြမယ်ဆိုတာတွေနဲ့ပတ်သက်လို့လိုအပ်နေတဲ့သုတေသနတွေအကုန်လုံးကိုတဦးတယောက်တည်းနဲ့ဆောင်ရွက်နိုင်စွမ်းရှိလို့လားပြီးခဲ့တဲ့ရာစုနှစ်တွေတုန်းကကောက်ယူခဲ့တဲ့ယုံကြည်စိတ်ချရတဲ့မှတ်တမ်းမှတ်ရာတွေရရှိဖို့ဆိုတာမပါသေးဘဲနဲ့တောင်ကဘာမြေအနှံ့ကရာသီဥတုဆိုင်ရာအချက်လက်တွေကိုတဦးတယောက်တည်းကောက်ယူနိုင်လို့လားကိုယ်တိုင်စူးစမ်းလေ့လာသုတေသနပြုတာကိုပဲလက်ခံယုံကြည်ခြင်းဆိုတာသိပ္ပံနည်းကျဖြစ်တဲ့အောင်ရှိပေမဲ့လက်တွေမှာတော့ဓမ္မဒိဋ္ဌံပဂတိအရှိတရားရဲ့လို့မရှိဘူးဆိုပြီးလက်ခံထားသလိုဖြစ်နေပါတယ်အခန်းလေးမှာဖတ်ရှုရမယ့်အတိုင်းလောကဓာတ်သိပ္ပံဆိုတာတကူတော်စူးစမ်းရှာဖွေခြင်းထက်အဖွဲ့အစည်းလို့ပူးပေါင်းဆောင်ရွက်ရတဲ့အားထုတ်မှုမျိုးပါပေါ်ပြူလက်ဝါရီတို့ရဲ့နောက်ထပ်ဖြည့်ချင်းချက်ကတော့ကိုယ်တိုင်သုတေသနပြုစူးစမ်းလေ့လာရင်းအမှန်တရားအစစ်ကိုရှာဖွေတဲ့ခေတ်သစ်လောကဓာတ်သိပ္ပံစံတန်မိုးတွေကိုဆွန့်ပစ်ပြီးဘုရားသခင်ရဲ့ဉာဏ်အလင်းပြမှုတို့ဘာသာရေးပေါ်ယုံကြည်တိုးဝင်မှုတို့စီပြန်လဲခိုးလုံတာပါပဲခရစ်ယာန်နဲ့အစ္စလာမ်နဲ့ဟိန္ဒူလိုမီယိုဖလာဘာသာတရားတွေဟာဆိုရင်လူသားတွေကိုဘုရားသခင်ရဲ့အလင်းပြမှုကြောင့်သာပဂတိအရှိတရားကိုတွေ့မြင်ခွင့်ရသူတွေယုံကြည်စိတ်ချရခြင်းမရှိတဲ့ပါဝါအာဏာဆာလောင်သူတတ္တဝါတွေအဖြစ်ရှုမြင်ကြပါတယ်2010ပြည့်နှစ်တွေနဲ့2020ပြည့်နှစ်အစောပိုင်းကာလတွေအတွင်းဘရာဇီးကနေတူရကီအမေရိကန်ပြည်ထောင်စုကနေအိန္ဒိယအထိပေါ်ပြူလက်ပါတီတွေဟာအဲ့ဒီလိုမီယိုဖလာဘာသာတရားတွေနဲ့ပူးပေါင်းသွားခဲ့ကြပါတယ်ရှေးဟောင်းကျမ်းစာတွေအပေါ်လုံးဝယုံကြည်သက်ဝင်ကြောင်းကြီးညာခဲ့ပေမဲ့ခေတ်သစ်အဖွဲ့အစည်းတွေအပေါ်မှာတော့နက်နက်ချိုင်းချိုင်းတန်တရားဖြစ်ကြောင်းထုတ်ဖော်ပြောဆိုလာကြပါတယ်မိမိတို့ဖတ်ရှုတဲ့ New York Times တွေလောကသိပ္ပံဂျာနယ်တွေဟာပါဝါအာဏာကိုဆက်ထိန်ထားဖို့အထက်တန်းလွှာတို့ရဲ့ပရိယေမျှပဲဖြစ်ပေမဲ့ဓမ္မကျမ်းစာကုရ်အာန်ကျမ်းနဲ့ဝေဒကျမ်းစာတွေထဲမှာဖတ်ရှုနိုင်တဲ့များကတော့ပဂတိအမှန်တရားဖြစ်တယ်လို့လူပြင်းကြိုက် popular ဝါဒီတို့ကဆိုပါတယ်ဘုရားသခင်ရဲ့တမန်တော်ဒါမှမဟုတ်အများပြည်သူနဲ့တသားတည်းပေါင်းစည်းနိုင်တဲ့တကိုးစွာပိုင်ဆိုင်သူ Trump လိုဘော်ဆိုနာရိုလိုဩဇာတိတ်မှကြီးမားသူခေါင်းဆောင်တွေပေါ်ယုံကြည်ကိုးစားကြဖို့အလားတူအာဘော်မျိုးနဲ့ခတ်ဆင်ဆင်မူဝဲမျိုးစုံကနေတိုက်တွန်းထားပါတယ်။တာမန်နိုင်ငံရေးခေါင်းဆောင်တွေကသူတို့အာဏာရဖို့အများပြည်သူကိုလိမ်လည်ကြပေမဲ့ဩဇာတိတ်မှနဲ့ပြည့်စုံတဲ့ပေါ်ပြူလက်ခေါင်းဆောင်တွေကတော့အလိမ်ညာတွေကိုလူထုစီဖွင့်ချမဲ့အမားရလို့မရှိသူပြည်သူဘက်တော်သားတွေဖြစ်ပါတယ်။ပေါ်ပြူလက်ဝါဒရဲ့အဖန်တလဲလဲရင်ဆိုင်နေရတဲ့ဝီယော်ဒီတစ်ခုကတော့အထက်တန်းလွှာတွေဟာအာဏာငန်းငန်းတက်မမောမှုရဲ့မောင်းနှင်ခြင်းကိုခံနေရတယ်လို့တတိပေးနေတာကနေစတင်ပေမဲ့လောပိုင်ခွင့်ပါဝါအာဏာတွေကိုလူသားတအုပ်တယောက်စီအနေမိခြင်းနဲ့အဆုံးသတ်လိမ့်ရှိတာပါပဲအခန်း9မှာပေါ်ပြူလက်ဝါဒအကြောင်းအကျယ်တဝင်းလေးလာဖတ်ရှုရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာတော့လူသားမျိုးနွယ်တို့အနေနဲ့သဘာဝပတ်ဝန်းကျင်ခေဟစနစ်ပြိုလဲမှုကမ္ဘာစစ်ပွဲနဲ့ထိန်းချုပ်မရတော့တဲ့နည်းပညာတွေလိုဖြစ်တည်မှုအကျက်တဲတွေစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရချိန်မှာပေါ်ပြူလက်ဝါဒီတွေကနေကျွမ်းကျင်သူတွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေနိုင်ငံတကာကော်ပိုရေးရှင်းကြီးတွေအပေါ်လူထုယုံကြည်မှုကင်းမဲ့အောင်တိုက်စားနေတယ်ဆိုတာကိုသတိပြုမိဖို့အရေးကြီးပါတယ်။ချုပ်တွေးဆန်းပြစွာတိဆောက်ထားတဲ့လူသားတို့ရဲ့အဖွဲ့အစည်းတွေပေါ်ယုံကြည်မဲ့အစားဖေသွန်ဒနာရီလိုပေါ်ဆရာကြီးရဲ့အလုပ်တင်လို့အကြံဉာဏ်မျိုးကိုလူရင်းကြိုက်ပေါ်ပြူလက်ဝါဒီတွေကပေးနေတာပါ။ဘုရားသခင်ဒါမှမဟုတ်မော်ဆရာကြီးတဦးဦးဂျားဝင်ကယ်တင်ပြီးအရာရာပြန်လဲအစဉ်ပြေသွားလိမ့်မယ်ဆိုတာကိုယုံကြည်လက်ခံခိုင်းနေတာပါ။တကယ်လို့သာအဲ့ဒီအကြံစီကိုလက်ခံမိရင်တိတ်မကြခင်အာဏာငန်းတက်နေသူအဆိုးရွားဆုံးလူသားတွေရဲ့အုပ်ချုပ်ကံဘဝကိုရောက်ရှိသွားမှာဖြစ်ပြီးရေရှည်မှာလည်းဉာဏ်ဓုနိပညာအရှင်သခင်သစ်တွေရဲ့လက်အောက်ကိုရောက်ရှိသွားပါလိမ့်မယ်။ဒါမှမဟုတ်ကဘာမြေဆိုတာလူသားတို့ရဲ့ရှင်သန်နေထိုင်ရာမဟုတ်တော့တာကြောင့်ကျွန်တော်တို့အဖို့သွားစရာဘယ်မှမရှိတဲ့ဖြစ်နဲ့ရင်ဆိုင်ရနိုင်ပါတယ်။လျှို့ဝှက်စံပြလာတဲ့ဉာဏ်ဓုနိပညာတွေဩဇာတိတ်ကမကြီးမားလာတဲ့ခေါင်းဆောင်တွေစီကိုအာဏာရောက်ရှိသွားမဲ့အရေးကနေခြောင်လွှဲခြင်းရင်တော့သတင်းရက်လက်ဆိုတာပါလေလူသားကွန်ရက်တွေကိုတိစောက်ဖို့ဘလို့အထောက်အကူဖြစ်စေသလဲပဂတိရှိတရားအမှန်တရားနဲ့အာဏာပါဝါတို့ကိုသတင်းအချက်လက်ကဘယ်လိုဆက်ဆက်ပေးတယ်လဲဆိုတာတွေအကြောင်းပုံမနားလည်အောင်အားထုတ်ယူရပါလိမ့်မယ်။သတင်းအချက်လက်ပေါ်ရိုးအားစွာရှုမြင်ပုံနဲ့ပတ်သက်လို့ပေါ်ပြူလက်ဝါဒီတွေရဲ့အယူအဆမှန်ကန်ပေမဲ့ပါဝါအာဏာတည်တာလင်ပဂတိရှိတရားဖြစ်တယ်။သတင်းအချက်လက်ဆိုတာလက်နက်တစ်ခုမျှသာဖြစ်တယ်လို့ယူဆတဲ့နေရာမှာတော့ပေါ်ပြူလက်ဝါဒီတွေမှားယွင်းသွားတယ်ဆိုရပါမယ်။သတင်းအချက်လက်ဆိုတာအမှန်တရားသက်သက်အကျဉ်းတယ်မဟုတ်သလိုလက်နက်သက်သက်ရလို့လည်းမဟုတ်ပါဘူး။ပါဝါအာဏာကိုအမျှော်အမြင်ရှိရှိဂိုင်းတွယ်နိုင်စွမ်းနဲ့လူသားသတင်းကွန်ရက်တို့အပေါ်ပုံမိုတိမ်မွေ့မျှော်လင့်ချက်ရှိတဲ့အမြင်တွေရဲ့အစွန်းနှစ်ဖက်ကြားရက်တီဖို့နေရအလုံးလောက်ရှိပါပဲဒီစာအုပ်မှာအဲ့လိုရှင်လဲလျှောက်တာပြားလဲဆွဲတာဖြစ်မဲ့အနေအထားတရက်ကိုရှာဖွေဖို့မျှော်မှန်းထားပါတယ်ရှေ့ဆက်ရမယ့်လန်ခီ
ဒီစာအုပ်ရဲ့ပထမပိုင်းမှာလူသားတို့ရဲ့သတင်းကွန်ရက်တွေဖြစ်ပေါ်လာပုံသမိုင်းအကြောင်းစမ်းစစ်သုံးသပ်ထားပါတယ်။စာရေးနည်းစနစ်ပုံနှိပ်ဆက်နဲ့ရေဒီယိုလိုသတင်းနည်းပညာတွေအကြောင်းကိုရာစုနှစ်အလိုက်ကြည်ကြဲပြန့်ပြန့်တင်ပြထားတာတွေမဟုတ်ပါဘူး။အဲဒီစာဥပမာအနေငယ်ကိုလေ့လာပြီးသတင်းကွန်ရက်တွေတိစောက်ဖို့အားထုတ်တဲ့အခါခေတ်ကာလအဆက်ဆက်လူသားတွေရင်ဆိုင်ခဲ့ရတဲ့အဓိကအကျက်တဲတွေအဲ့ဒီအကျက်တဲတွေကိုမတူကွဲပြားတဲ့နီလန်းတွေနဲ့ဖြည့်ရှင်းခဲ့ပုံတွေကနေမတူကွဲပြားတဲ့လူအဖွဲ့အစည်းတွေကိုဘယ်လိုပုံသွင်းလောင်းခဲ့တယ်ဆိုတာတွေတင်ပြထားပါတယ်။ ideology ပိုင်းဆိုင်ရာနိုင်ငံရေးဆိုင်ရာပဋိပက္ခတွေအဖြစ်မှတ်ယူလေးရှိတဲ့အရာတွေဟာဆန့်ကျင်ဘက်သတင်းကွန်ရက်တွေထိတ်တိုက်ရင်ဆိုင်တွေ့ကြခြင်းပါပဲ။ပထမပိုင်းမှာဒဏ္ဍာရီတွေဘီရိုကရေစီတွေလိုအရေးအတွက်အများပြားနဲ့ဖွဲ့စည်းထားတဲ့လူသားတို့ရဲ့သတင်းကွန်ရက်အတွက်မရှိမဖြစ်အရေးပါတဲ့နေရာမှာနှမျိုးအကြောင်းတင်ပြရင်းစတင်ထားပါတယ်။အခန်း2နဲ့3တို့မှာရှေ့ခေတ်ဘီနိုင်ငံတော်တွေကနေလက်ရှိခေတ်တိုင်းနိုင်ငံတွေအထိဒဏ္ဍာရီဖန်တီးသူတွေနဲ့ဘီရိုကရက်တွေအပေါ်သတင်းအချက်လက်ကွန်ရက်ကြီးတွေမိခိုနိုင်ခဲ့တယ်ဆိုတာရှင်းပြထားပါတယ်။ဥပမာတမန်ကျမ်းစာဒဏ္ဍာရီတွေဟာခရစ်ယာန်ဘုရားကျောင်းတော်အတွက်မရှိမဖြစ်အရေးပါပါတယ်။ဒါပေမဲ့ဘုရားကျောင်းဘီရိုကရက်တွေသာစီစစ်တီးဖြတ်ဖြန့်ချီတာမလုပ်ခဲ့ရင်တမန်ကျမ်းစာလို့လည်းမရှိနိုင်တော့ပါဘူး။လူသားကွန်ရက်တိုင်းအတွက်ခက်ခဲလာတဲ့အချက်တဲတစ်ခုကအဲ့ဒီဒဏ္ဍာရီဖန်တီးသူတွေဘီရိုကရက်တွေအနေနဲ့မတူကွဲပြားတဲ့ဥတီယာတွေစီဆောင်ကျင်းသွားကြတာပါပဲ။အဖွဲ့အစည်းတွေလူအဖွဲ့အစည်းတွေကိုဒဏ္ဍာရီဖန်တီးသူတွေနဲ့ဘီရိုကရက်တွေရဲ့မတူကွဲပြားတဲ့လိုအပ်ချက်တွေကြားဟန်ချက်ညီအောင်ညှိယူထားပုံနဲ့ဖွင့်ဆိုလေးရှိကြပါတယ်။ခရစ်ယာန်ဘုရားကျောင်းတော်ဟာကက်သလစ်နဲ့ပရိုတက်စတန့်ကျောင်းတော်တွေလိုပြိုင်ဘက်တွေဖြစ်ခွဲထွက်သွားပြီးဒဏ္ဍာရီနဲ့ဘီရိုကရေစီကြားမတူကွဲပြားတဲ့ထိန်းကျောင်းမှုတွေကိုစုပ်ကိုင်ထားပါတယ်။အခန်း၄မှာတော့မှားယွင်းတဲ့သတင်းအချက်အလက်တွေကြောင့်ဖြစ်လာရတဲ့ပြဿနာတွေနဲ့တကွလွတ်လပ်စွာအမိန့်ချမှတ်နိုင်တဲ့တရားရုံးတော်ပညာရှင်ချင်းချင်းစီစစ်သုံးသပ်ထားတဲ့ဂျာနယ်တွေလိုပင်ကိုအမှန်ပြင်ဆင်ခြင်းဆိုင်ရာရန်တရားတွေရဲ့အားသာချက်အားနည်းချက်တွေအကြောင်းအဓိကတင်ပြထားပါတယ်။အဲဒီခန်းမှာပဲကက်သလစ်ဘုရားကျောင်းတော်လိုပင်ကိုအမှန်ပြင်ဆင်မှုအားနည်းတဲ့အဖွဲ့အစည်းတွေနဲ့လောကဓာတ်သိပ္ပံဆိုင်ရာပညာရပ်တွေလိုပင်ကိုအမှန်ပြင်ဆင်မှုအားကောင်းတဲ့အဖွဲ့အစည်းတွေအကြောင်းသုံးသပ်ပြထားပါတယ်။ပင်ကိုအမှန်ပြင်ဆင်တဲ့ရန်တရားအားကောင်းတဲ့အခါကွန်ရက်တွေကိုအတွင်းကနေလိုက်စားပြီးမတိမငြိမ်ဖြစ်စေတတ်ပေမဲ့ပင်ကိုအမှန်ပြင်ဆင်တဲ့ရန်တရားအားနည်းတဲ့အခါမှာတော့ဥရောပခေတ်ဦးစုံတိုက်ပြည့်ရေးလိုတမိုင်းဝင်ကပ်ဘေးဆိုးတွေဖြစ်ပေါ်တတ်ပါတယ်။ပင်ကိုအမှန်ပြင်ဆင်တဲ့ရန်တရားတွေနိုင်ရသဘောအားနည်းပေမဲ့ဒါမှမဟုတ်အဲဒီလိုအားနည်းလို့ကြောင့်လည်းဖြစ်နိုင်တက်တန်းကြရှိမှုပြန့်နှံ့မှုဩဇာတရားမှုတွေနဲ့အကဲဖြတ်ရရင်ကက်သလစ်ဘုရားကျောင်းတော်ဟာလူသားသမိုင်းမှာအောင်မြင်ဆုံးအဖွဲ့အစည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အပိုင်းတစ်မှာဒဏ္ဍာရီနဲ့ဘီရိုကရေစီရဲ့အခန်းကဏ္ဍတွေရဲ့ပင်ကိုအမှန်ပြင်ဆင်မှုအားနည်းတဲ့အားကောင်းတဲ့ရန်တရားတွေရဲ့ကိုခြားနာနှိုင်းယှဉ်ပြီးတဲ့နောက်ဖြန့်ဖြူးဆုံးဖြတ်တဲ့သတင်းကွန်ရက်တွေနဲ့ဗဟိုချုပ်ကိုင်တဲ့သတင်းကွန်ရက်တွေအကြားခြားနာချက်တွေကိုအဓိကဆန်းစစ်ရင်းသမိုင်းဖြစ်ရပ်တွေအကြောင်းအခန်း9မှာဖတ်ရှုရပါလိမ့်မယ်။ဒီမိုကရက်တစ်စနစ်မှာသတင်းအချက်အလက်တွေကိုအမိခိုကင်းမဲ့တဲ့လမ်းကြောင်းအများပြားကနေလွတ်လွတ်လပ်လပ်စီစဉ်ခွင့်ပြုထားပေမဲ့အာဏာရှင်စနစ်တွေမှာတော့သတင်းအချက်အလက်တွေကိုဗဟိုကနေပဲချုပ်ကိုင်ထားလေးရှိပါတယ်။အဲဒီစနစ်နှစ်မျိုးမှာအားနည်းချက်အားသာချက်တွေရှိကြတာပါပဲ။သတင်းအချက်အလက်စီစဉ်မှုကိုအခြေခံပြီးအမေရိကန်ပြည်ထောင်စုနဲ့ဆိုဗီယက်ယူနီယံတို့လိုနိုင်ငံရေးစနစ်တွေကိုသဘောပေါက်နားလည်ခြင်းကသူတို့ရဲ့မတူကွဲပြားတဲ့လားရတွေအကြောင်းအများအပြားဖွင့်ဆိုရှင်းပြနိုင်ပါတယ်။စာအုပ်မှာပါဝင်တဲ့သမိုင်းဖြစ်ရအပိုင်းဟာလက်ရှိခေတ်အခြေအနေတွေနဲ့အနာဂတ်ဖြစ်နိုင်ခြေတွေကိုနားလည်စေဖို့အရေးကြီးပါတယ်။ဘယ်လိုပဲဖြစ်စေယဉ်တုနိပညာပေါ်ထွန်းလာခြင်းဟာသမိုင်းရဲ့အကြီးမားဆုံးသတင်းအချက်အလက်ဆိုင်ရာစင်ကဲဖြစ်စဉ်ပါပဲ။ဒါပေမဲ့အဲ့ဒီရင်ပေါ်ထွန်းခဲ့တဲ့နိပညာတွေနဲ့နှိုင်းယှဉ်မကြည့်ရင်ဒါကိုကျွန်တော်တို့နားလည်မှာမဟုတ်ပါဘူး။သမိုင်းဆိုတာကအတိတ်အကြောင်းလေ့လာခြင်းမဟုတ်ပါဘူး။ပြောင်းလဲခြင်းကိုလေ့လာတာဖြစ်ပါတယ်။ဘာတွေမပြောင်းမလဲရှိနေတယ်။ဘာတွေပြောင်းလဲသွားတယ်။ဘလို့ပြောင်းလဲသွားတယ်ဆိုတာတွေကိုသမိုင်းကကျွန်တော်တို့ကိုသင်ကြားပေးနေပါတယ်။ဒီချက်ဟာသမိုင်းတစ်လျှောက်တခြားအပြောင်းလဲတိုင်းလိုမျိုးသတင်းအချက်လက်ဆိုင်ရာပြောင်းလဲမှုတွေနဲ့လည်းသက်ဆိုင်ပါတယ်။အဲဒါကြောင့်အမှားယွင်းလုံးဝမပါဝင်တဲ့တမန်ကျမ်းစာရဲ့လို့စရင်သွင်းမှတ်ယူခဲ့ကြတဲ့ဖြစ်စဉ်တွေကိုနားလည်ခြင်းကပဲဒီနေ့ခေတ်ဉာဏ်တုနိပညာရဲ့အမှားယွင်းမရှိဆိုတဲ့အကြောင်းအဖို့တန်အတွေးမြင်ကိုဆောင်ကျင်းပေးပါလိမ့်မယ်။အလားတူပဲခေတ်သစ်အစောပိုင်းစုံတိုက်ဖြတ်ရေးတွေနဲ့စတာလင်ရဲ့ပြည်သူပိုင်သိမ်းခြင်းတွေအကြောင်းလေ့လာတာကနေ21ရာစုလူအဖွဲ့အစည်းတွေအပေါ်ဉာဏ်တုနိပညာကိုပုံမချုပ်ကန်ခွင့်ပေးလိုက်ခြင်းကြောင့်ဘလို့ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်တယ်ဆိုတာတွေးမိစေနိုင်ပါတယ်။သမိုင်းကိုထက်တဲ့ဝင်သိရှိနားလည်ခြင်းဟာဉာဏ်တုနိပညာနဲ့ပတ်သက်လို့ဘာတွေအသစ်ဆန်းဖြစ်တယ်ပုံနှိပ်ဆက်တွေရေဒီယိုတွေနဲ့အခြေခံအားဖြင့်ဘလို့ရှားနားမှုရှိတယ်ဉာဏ်တုနိပညာအာနာရှင်စနစ်ဟာပိုရင်ကျွန်တော်တို့မြင်တွေ့ခဲ့ဘူးတာမျိုးတွေနဲ့ဘလို့ကွဲပြားတယ်ဆိုတာတွေအကြောင်းနားလည်စေဖို့အရေးပါပါတယ်။အတိတ်ကိုလေ့လာခြင်းကနေအနာဂတ်ကိုကြိုတင်ဟောကိန်းထုတ်နိုင်မယ်လို့စာအုပ်ကပြောမထားပါဘူး။စာအုပ်ထဲမှာအချင်းချင်းအလေးပေးတင်ပြထားသလိုပဲသမိုင်းဆိုတာပြဋ္ဌာန်းခံသဘောမဟုတ်သလို
အနာဂတ်ဟာလည်းလာမယ့်ခုနှစ်တွေအတွင်းကျွန်တော်တို့လူသားတွေရဲ့ရွေးချယ်မှုကနေတဆင့်ပုံသွင်းပဲ့ကန်ခြင်းခံရမှာပါပဲဒီစာကိုရေးသားရခြင်းရဲ့အဓိကရည်ရွယ်ချက်ကအသိဉာဏ်ပညာအခြေပြုရွေးချယ်မှုတွေနဲ့အစိုးရဆုံးရလဒ်တွေပေါ်ထွက်မလာအောင်ကာကွယ်စေနိုင်ဖို့ပါတကယ်လို့များအနာဂတ်ကိုပြောင်းလဲစေနိုင်စွမ်းမရှိဘူးဆိုရင်ဘာကိစ္စအချိန်ကုန်ခံဆွေးနွေးနေတော့မှာတော့အပိုင်းတစ်မှာသမိုင်းဆိုင်ရာသုံးသက်ချက်တွေအပေါ်အခြေခံပြီးဒုတိယပိုင်းသက်ရှိမဟုတ်သောကွန်ရက်များအပိုင်းမှာတော့ဉာဏ်ရည်တုနည်းပညာပေါ်ထွန်းလာခြင်းကိုအဓိကထားပြီးဒီနေ့ခေတ်ကျွန်တော်တို့ဖန်တီးနေတဲ့သတင်းကွန်ရက်တဲ့အကြောင်းလေ့လာဆန်းစစ်ထားပါတယ်အခန်း6ကနေ8အထိမှာတော့ဉာဏ်ရည်တုနည်းပညာဟာအရင်တုန်းကသတင်းရှင်းလက်ပညာအားလုံးကနေဘယ်လိုကွဲပြားတယ်ဆိုတာဖွင့်ဆိုရှင်းပြဖို့2016-2019ခုနှစ်တွေအတွင်းမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့လူမျိုးစုရှင်းလင်းရေးအကြမ်းဖက်အဖြစ်အပျက်တွေမှာသွေးထိုးလှုံ့ဆော်ခဲ့တဲ့လူမှုမီဒီယာအယ်ဂိုရီသမ်တွေရဲ့အခန်းကဏ္ဍကိုကဘာတလွှားလောလောလတ်လတ်ဥပမာတွေအကြောင်းဆွေးနွေးထားပါတယ်။ဥပမာတာရကတွေကို2020ပြည့်နှစ်တွေအစား2010ပြည့်နှစ်တွေကနေပဲအများစုရယူထားပါတယ်။အကြောင်းကတော့2010ပြည့်နှစ်ပြည့်ရက်တွေကပဲသမိုင်းဆိုင်ရာရှုထောင့်သဘောကိုအတော်အတန်ရရှိနိုင်တာကြောင့်ပါ။အပိုင်းနှစ်မှာတော့သတင်းကွန်ရက်တစ်ကြောင်းဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေကိုမတွေးတောမိပဲလုံးဝအသစ်ဖြစ်တဲ့ကွန်ရက်ကိုကျွန်တော်တို့သားတွေဖန်တီးနေကြောင်းထောက်ပြထားပါတယ်။တက်ရှိတွေနဲ့တိစောက်ထားတဲ့သတင်းကွန်ရက်တွေကနေတက်ရှိမဟုတ်တဲ့အရာတွေနဲ့တိစောက်ထားတဲ့သတင်းကွန်ရက်တွေစီပြောင်းလဲနေမှုကိုအလေးပေးတင်ပြထားပါတယ်။ရောမအင်ပါယာကက်သလစ်ဘုရားကျောင်းတော်နဲ့ဆိုဗီယက်ယူနီယံတို့အားလုံးဟာသတင်းရက်လက်တွေကိုဆန်းစစ်ဖို့နဲ့ဆုံးဖြတ်ချက်တွေရှာမှတ်ဖို့ကာဗွန်အခြေပြုအုံနောက်တွေပေါ်မိခိုခဲ့ကြရပါတယ်။သတင်းကွန်ရက်တွေကိုလွှမ်းမိုးထားတဲ့ဆီလီကွန်အခြေပြုကွန်ပျူတာတွေကတော့လုံးဝကွဲပြားခြားနားတဲ့နည်းလမ်းတွေနဲ့လဲပတ်ဆောင်ရွက်ကြပါတယ်။ကောင်းသည်ဖြစ်စေဆိုသည်ဖြစ်စေဆီလီကွန်ရှစ်ပြားလေးတွေကတော့ကာဗွန်နျူရွန်အာယွန်ကြောတွေပေါ်တက်ရှိဓာတုဇီဝဓာတ်ကပြဋ္ဌာန်းပေးထားတဲ့အကန့်အသတ်များစွာကနေကင်းလွတ်နေပါလိမ့်မယ်။ဆီလီကွန်ရှစ်ပြားလေးတွေကဘယ်တော့မှအိတ်ဆက်နာယူခြင်းမရှိတဲ့ဒီလိုစပိုင်းတွေဘယ်တော့မှသတိမေ့လျော့ခြင်းမရှိတဲ့ယင်းနှိမ့်မြုပ်နှံသူတွေဘယ်တော့မှသိဆုံးခြင်းမရှိတဲ့တအုပ်ဆံပိုင်းအာဏာရှင်တွေကိုဖန်တီးပေးနိုင်ပါတယ်။အဲဒီကနေလူဖွဲ့စည်းစီးပွားရေးနိုင်ငံရေးတွေကိုဘယ်လိုများပြောင်းလဲသွားစေမှာပါလဲ။စာအုပ်ရဲ့တတိယနဲ့နောက်ဆုံးပိုင်းကကွန်ပျူတာနိုင်ငံရေးအပိုင်းမှာတော့သက်ရှိမဟုတ်တဲ့သတင်းကွန်ရက်တွေရဲ့ချင်းချောက်မှုတွေနဲ့အလားအလာတွေကိုမတူကွဲပြားတဲ့လူဖွဲ့စည်းတွေကဘယ်လိုကင်တွယ်နိုင်ကြတယ်ဆိုတာတွေအကြောင်းရေးသားထားပါတယ်။ကျွန်တော်တို့လိုကာဗွန်အခြေပြုသက်ရှိပုံစံတွေကသတင်းကွန်ရက်တဲ့အကြောင်းနားလည်ထိန်းချုပ်နိုင်တဲ့အခွင့်ရရှိမှာလေလား။အပေါ်မှာကျွန်တော်ပြောသွားခဲ့သလိုသမိုင်းဆိုတာပြဋ္ဌာန်းခဲ့မှာမဟုတ်ပါဘူး။နောက်ပြီးအနည်းဆုံးနောက်ထပ်နှစ်အနည်းငယ်အထိကျွန်တော်တို့ဟိုမိုဆေပီယန်လူသားတွေအနေနဲ့အနာဂတ်ကိုပုံသွင်းလောင်းယူနိုင်တဲ့တကုစားတွေပိုင်ဆိုင်ထားကြတော့မှာပဲ။အဲဒီနောက်အခန်း9မှာတော့ဒီမိုကရေစီစနစ်တွေနဲ့တက်ရှိမဟုတ်တဲ့ကွန်ရက်တွေပေါ်ဘယ်လိုထိန်းချုပ်မယ်ဆိုတာတွေအကြောင်းဖတ်ရှုရပါမယ်။ဥပမာဗန္ဒာရေးစနစ်ကိုဉာဏ်ရည်တုနည်းပညာကတဖြည်းဖြည်းကြီးစိုးထိန်းချုပ်လာပြီးငွေကြေးဆိုတာရဲ့အဓိပ္ပာယ်ဟာနားမလည်နိုင်တော့တဲ့အထိအယ်ဂိုရီသမ်တွေအပေါ်မိခိုလာရပြီဆိုတဲ့အခါသွေးနဲ့ကိုသားနဲ့ကိုနိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ဗန္ဒာရေးဆိုင်ရာဆုံးဖြတ်ချက်တွေချမှတ်နိုင်ပါဦးမလားတကယ်လို့ကျွန်တော်တို့အနေနဲ့လူသားတဦးနဲ့ပြောဆိုနေသလားလူသားအသွင်ဟန်ဆောင်ထားတဲ့အလိုလျောက်စကားပြောစက်နဲ့ပြောဆိုနေသလားမခွဲခြားနိုင်တော့ရင်ဗန္ဒာရေးလိုကြားမှကွဲပြားမှုလိုဘလို့အကြောင်းအရာတွေကိုမစိုးအများပြည်သူပြောဆိုဆက်ဆံရေးမှာဒီမိုကရေစီစနစ်ကဆက်လက်အလုပ်ဖြစ်ပါဦးမလားအခန်း30မှာတော့တရှိမဟုတ်တဲ့ကွန်ရက်တွေနဲ့အကျွမ်းမဲ့အာဏာရှင်စနစ်ဖြစ်နိုင်ခြေတက်ရောက်မှုကိုဖတ်ရှုရပါမယ်အာဏာရှင်တွေအနေနဲ့အများပြည်သူဆက်ဆံရေးအလုံးကိုပျော်ကြီးဖျက်သိမ်းနိုင်ပေမဲ့ဉာဏ်ရည်တုနည်းပညာအပေါ်တော့သူနည်းသူဟန်နဲ့စိုးထိတ်ကြတာပါပဲတအုပ်စပိုင်းစနစ်ဆိုတာအုပ်ချုပ်ခံတွေပေါ်ရှင်းချောက်တာမျက်စိပိတ်နားပိတ်ဖြစ်စေတာအပေါ်အခြေခံထားတာပါဒါပေမဲ့လူသားအာဏာရှင်တအုပ်အဖို့ဉာဏ်ရည်တုနည်းပညာအပေါ်ဘလို့များရှင်းချောက်ပြီးသူကိုယ်တိုင်ဉာဏ်မမီတဲ့ဉာဏ်ရည်တုနည်းပညာအပေါ်ဘလို့မျက်စိပိတ်နားပိတ်ထားစေနိုင်ပါတယ်လေအဲဒီဉာဏ်ရည်တုနည်းပညာကကိုယ်တိုင်အာဏာရရှိဖို့ကြိုးပမ်းလာရင်ရောဘလို့ကာကွယ်နိုင်ပါတယ်လေနောက်ဆုံးအနေနဲ့အခန်း7မှာတော့ဒီကမ္ဘာလုံးအတိုင်းအတာနဲ့ဒီမိုကရေစီလူ့ဖွဲ့စည်းတွေအာဏာရှင်လူ့ဖွဲ့စည်းတွေကြားပါဝါအာဏာမျှရှည်တွေအပေါ်သတင်းကွန်ရက်တွေကဘလို့လွှမ်းမိုးမှုရှိမယ်ဆိုတာဖတ်ရှုရပါမယ်ဉာဏ်ရည်တုနည်းပညာအနေနဲ့ခုနပြောတဲ့စနစ်တစ်ခုခုအပေါ်အလေးသာသွားစေမဲ့ဗလိုက်မှုမျိုးရောရှိလာနိုင်မလားကဘာကြီးဟာရန်လိုတဲ့အုပ်စုတွေဖြစ်အကွဲကွဲအပြားပြားဖြစ်သွားပြီးသူတို့နဲ့ပြိုင်ဘက်တွေကတော့ထိန်းချုပ်မရတဲ့ဉာဏ်ရည်တုနည်းပညာတွေအတွက်ကျွန်တော်တို့ကိုတစားကန်ဖြစ်သွားစေမှာလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့ဘုံအကျိုးစီးပွားအတွက်အခုကမှုကျွန်တော်တို့အားလုံးသွေးစည်းညီညွတ်သွားနိုင်သလားဒါပေမဲ့သတင်းကွန်ရက်ရဲ့အတိတ်ပြစ္ဆုတ်ပံနဲ့ပြစ်လာနိုင်ပွဲအနာဂတ်တွေအကြောင်းမစူးစမ်းမလေ့လာခင်အပြင်ပန်းရအင်မတန်ရိုးရှင်းပုံရတဲ့မိကွန်းတစ်ခုကိုအရင်ဆုံးဖြေဆိုဖို့လိုပါတယ်။သတင်းအချက်လက်ဆိုတာဘာများပါလဲ။ကျေးဇူးတင်ပါတယ်။ဒါဏ္ဍန်ပြီးသွားပါပြီ။ပြောရရင်တော့အတော်ရှည်တဲ့ဏ္ဍန်မှာနောက်တစ်ခန်းကအခန်း1သတင်းအချက်လက်ဆိုတာဘာလဲဆိုတဲ့အခန်းမှာ
နောက်တစ်ပိုင်းမှာဖတ်ပြပေးပါမယ်ဒီလိုဆောင်းမျိုးတွေစိတ်ဝင်စားတယ်ဒီလိုအကြောင်းအရာတွေစိတ်ဝင်စားတယ်ဆိုရင်တော့ Caucus ကို subscribe လုပ်ထားဖို့မြစ်တက်ခံပါတယ်ကျေးဇူးတင်ပါတယ်